တာစင်ပြေလာမနိုင်ဟုတ်စင်ပြေတယ်တာစင်ပြေတော့ကျွန်တော်တို့စလိုက်ကြအောင်နော်ကဲဘယ်လိုပဲဖြစ်ဖြစ်ဟုတ်ကဲ့ကျွန်တော်တို့ခုလိုချင်းလုံးမီဒီယာမြန်မာစီစဉ်နေမှာပြန်လည်ပြီးမှကြိုဆိုပါတယ်ကျွန်တော်တို့ပြည်တွင်းပြည်ပနေမှာကြီးစုအားပေးကြတယ်ကျွန်တော်မိဘပြည်သူရောက်တိုင်းကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်လိုပါတယ်ဒီကနေ့အချိန်ထိကျွန်တော်တို့ရဲ့အစီအစဉ်လေးကို like and share အဖြစ်တော်၎င်းကျွန်တော်တို့ဒီထောက်ပို့ရင်အားပိုင်းဆိုင်ရာငွေရေးချီအားဖြင့်တော်၎င်းစူတောင်းပေးခြင်းအားဖြင့်တော်၎င်းအခုလိုပူပေါင်းပါဝင်ပေးကြတဲ့ရောက်တိုင်းပေါ်မှာကျေးဇူးတင်ကြောင်းပြောကြားလိုတယ်ကျွန်တော်တို့နှွေဦးတော်လှန်ရေးကြီးဟာ9နှစ်ကျော်6နှစ်ထဲကိုကျွန်တော်တို့ရှောက်လှမ်းနေပါပြီမပြီးပြတ်သေးတဲ့တော်လှန်ရေးကြီးအဆုံးသတ်နိုင်ဖို့ရန်အတွက်ကျွန်တော်တို့တွေ့လည်းမဖြုတ်ပဲရှေ့ဆက်သွားဖို့ရန်အတွက်ကျွန်တော်တို့အားလုံးဝအတူတူကစိတ်သက်ခွင့်အားတွေတင်းပြီးမှကျွန်တော်တို့ရှေ့ဆက်သွားဖို့ရန်အတွက်အင်မတန်မှအရေးကြီးတဲ့အချိန်ကာလကိုကျွန်တော်တို့ရောက်ရှောက်လှမ်းနေရတာဖြစ်ပါတယ်ရှေ့ဆက်ပြီးမှကျွန်တော်တို့လူချင်းတဲ့ပန်းတိုင်းအမျိုးသားတန်းတူရေးကိုပိုင်ပြထန်းခွင့်ကျွန်တော်တို့တာယာသောလူပောင်ကိုကျွန်တော်တို့ပြန်လဲပြီးမှတည်ဆောက်နိုင်ဖို့ရန်အတွက်ကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတိုင်းမှာတာဝန်ရှိတယ်ဆိုတာကိုကျွန်တော်အနေနဲ့ပထမဦးစွာပြောကြားလိုတယ်အခုလိုကျွန်တော်တို့ရဲ့အစီအစဉ်မှာပူပေါင်းပါဝင်ပေးတဲ့ဒီကနေ့ညမှာကျွန်တော်တို့အထူးသဖြင့် slide ထမ်းတဲ့ပုံမှာလည်းအထူးပဲကျေးဇူးတင်ကြောင်းပြောကြားလိုတယ်ကျွန်တော်တို့ရဲ့ဖိတ်ကြားမှုပေါ်မှာဘယ်လိုခေါ်မလဲမြဲတမ်းမပြတ်မကွက်အခုလိုပါဝင်ပေးတဲ့ပုံမှာထူပဲလေးစားဂုဏ်ယူကြောင်းပြောကြားလိုတယ်ညီငယ်မနာဆွန်လဲဒါမနဲ့စောကြီးထားပြီးမှ daily ဖိတ်ကနေမှဆိုတော့ဒါမနဲ့စောထားတာမလွယ်ဘူးဒါပေမဲ့မပြတ်မကွက်ပဲနဲ့လူငယ်ပီပီဒါအိတ်ချင်တဲ့အရွယ်စားကောင်းအိတ်ကောင်းတဲ့ရွယ်ဖြစ်ချိန်တော်ညာလဲကျွန်တော်တိုင်းပြည်နဲ့လူမျိုးအတွက်တတ်နိုင်တဲ့ဘက်ကနေမှအခုလိုပူပေါင်းပါဝင်ပေးတဲ့ပုံမှာအထူးပဲကျေးဇူးတင်ကြောင်းပြောကြားလိုတယ်ဒီကနေ့ညကျွန်တော်တို့ရဲ့ဒီအစီအစဉ်လေးကိုလည်း like and share အဖြစ်အားလုံးပူပေါင်းပါဝင်ပေးကြဖို့ရအတွက်ကျွန်တော်အနေနဲ့တောင်းဆိုလိုပါတယ်ကျွန်တော်တို့တနိုင်ငံလုံးမှာရှိကြတဲ့မိဘပြည်သူတွေပေါ်မှာတော်၎င်းကျွန်တော်တို့နိုင်ငံတီးမှာရောက်ရှိနေကြတဲ့ကျွန်တော်တို့ရဲ့မိဘညီကိုမောင်နှမရောက်တိုင်းဟာဆွန်လဲကျွန်တော်တို့ဒီချင်းမျိုးသားလွတ်မြောက်ရေးချင်းမျိုးသားပြန်လည်တည်ဆောက်ရေးကျွန်တော်တို့စူးစီးမှုရရှိနိုင်ဖို့ရန်အတွက်အားလုံးမှာတာဝန်ရှိပြီးမှကျွန်တော်တို့တတ်နိုင်တဲ့ဘက်ကနေမှအုတ်တချက်တဲ့ပွဲအားလုံးပူပေါင်းပါဝင်ပေးကြဖို့ရန်အတွက်ကျွန်တော်အနေနဲ့ရှေးဦးစွာအမြင့်တရားခံလိုပါတယ်ကျွန်တော်တို့အစီအစဉ်ကိုစတင်နိုင်ဖို့ရန်အတွက်ညီငယ်မနာကိုတခြင်းတပုတ်အဖြစ်ဒီဆိုပေးဖို့ရန်အတွက်အခုချိန်မှာချိန်ပေးသွားချင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်ရှင်းတောင်တန်းမှာကြိုဆိုပါ၏ဆိုတဲ့ချင်းအဖြစ်ပါဝင်ချင်ပါတယ်ရခိုင်ရိုးမှာတောင်တန်းနဲ့ဆက်နေတဲ့ရှင်းတောင်တန်းလက်တမ်းမြည်မနေဘူးရာမြည်စီစဉ်နေရောက်ဆုံးပန်းများပွင့်ဖူးတဲ့ထင်ရှူချယ်ရီတောင်စလတ်တွေတဘာဝအလားတွေပေါ်ထုံးလျက်နေရခိုင်ရိုးမှာတောင်တန်းနဲ့ဆက်နေတဲ့ချင်းတောင်တန်းကလတမ်းမြည်မနေဘူးရာမြည်စီစဉ်နေရောက်ဆုံးပန်းများပွင့်ဖူးတဲ့ထင်ရှူချယ်ရီတောင်စလတ်တွေတဘာဝအလားတွေပေါ်ထုံးလျက်နေZamba, I let the cow like Zamba. Don't ya chin the little Nancy Jins and day. Double cow, each home ya, Jai Lao Tao, she a moppy. Dahale, Chimpie, the late Cuba.
တောင်ရသမားတွေကိုဝေးကလမ်းမြေနေဒီလမ်းလေးကိုလိုက်ပြီးကားလေးစီဖုန်ချလာဒါဟာလေချစ်ပြေရဲ့ဒီလေးတစ်ခုပါတကယ်ချင်းလက်ခဲစမ်းပါအလဲတစ်ခေါက်လက်ခဲစမ်းပါတုံမြောက်ချင်းthe little sun ရင်စီခြင်းစမ်းတယ်တောင်ပေါ်ခေါင်းရင်ချုံမြမြတစ်ချိုင်လောက်သောရှင်အမောပြေဒါဟာလေချင်းပြေရဲ့ဒီလေးတစ်ခုပါတောင်တန်းနဲ့ဆက်နေတဲ့ချင်းတောင်တန်းလက်တန်းမြေမနီပူရာမြေစီစင်နေရောက်ဆုံးပါများပွင့်ဖူးတဲ့ထင်ရှူချယ်ရီတောင်ဆလတ်တွေတဘာဝအလားတွေပေါ်ထုတ်လေးရနေအောင်တွေကြော်ဖြတ်ရင်တွာလာတဲ့ခရီးသည်များတောင်ရသမားတွေကိုဝေးကလမ်းမြေမြေဒီလမ်းကလေးကိုလိုက်ပြီးကားလေးစီရင်ဖုန်ထလာဒါဟာလေချစ်ပြေရဲ့လာတစ်ခုပါတောင်ပေါ်ခေါင်းချုံမြမြတစ်ချိုင်လောက်တော့ရှင်အမောပြေဒါဟာလေချင်းပြေရဲ့ဒီလေးတစ်ခုပါဒါဟာလေချင်းပြေရဲ့အလားတစ်ခုပါညီငယ်မနာဆိုတော့ချင်းမတမနားထောင်လုံးကောင်းတယ်ကျွန်တော်တို့ဘိုးဘွားပိုင်နေမြေဆိုလို့ကျွန်တော်ချင်းလူမျိုးတွေအတွက်ကျွန်တော်တို့ချင်းပြည်ချင်းတောင်တန်းပဲကျွန်တော်တို့မှာရှိပါတယ်ကျွန်တော်တို့ရဲ့ဘိုးဘွားပိုင်နေမြေကိုကျွန်တော်တို့ကိုပိုင်ပြဋ္ဌာန်းခွင့်ရရှိနိုင်ဖို့ရန်အတွက်အမိမြေကြီးကိုကျွန်တော်တို့ပြန်လဲပြီးမှတည်ဆောက်နိုင်ဖို့ရန်အတွက်ကျွန်တော်တို့ချင်းတစ်မျိုးသားလုံးမှာတာဝန်ရှိတယ်ဆိုတာကိုရှင်းဥစွာပြောကြားလိုပါတယ်အခုကျွန်တော်တို့ဒီရွေးတုအစိုးရတက်လာပြီးတဲ့နောက်ပိုင်းကျွန်တော်တို့ရက်တရာစီမံကိန်းဟာဆိုရင်31ရက်နေ့ဒီဇူလိုင်လ31ရက်နေ့ဟာဆိုရင်ဒါရက်တရာသူတို့စီမံကိန်းဟာပြည့်သွားပါပြီရက်တရာစီမံကိန်းပြည်တော်ညာလဲမြန်မာနိုင်ငံမှာတိုးတက်ပြောင်းလဲမှုဘာတစ်ခုမှကျွန်တော်တို့ထူးထူးခြားခြားတွေ့တာမရှိပါဘူးအဓိကကျွန်တော်တို့ထူးခြားမှုတွေ့တာတော့ကုန်စည်နှုန်းတက်တယ်ကျေဥစည်းတွေအစမတန်တက်သွားတာကိုပဲကျွန်တော်တို့မြင်တွေ့နေရပါတယ်ကျွန်တော်တို့တိုင်းပြည်ရဲ့အခြေအနေကိုတည်ငြိမ်အောင်မထိန်းနိုင်ဘဲနဲ့ကုန်စည်နှုန်းကျေဥစည်းလောက်တောင်မှမထိန်းနိုင်တဲ့အစိုးရကကျွန်တော်တို့မိဘပြည်သူလူထုတွေဘယ်လိုယုံကြည်အားကိုလို့ရမလဲဆိုတာကတော့ကျွန်တော်တို့အားလုံးပြည်သူလူထုတွေတုံ့တက်ဆင်ခြင်နိုင်ဖို့ရန်အတွက်ကျွန်တော်ပြောကြားခြင်းဖြစ်ပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ဒါကျွန်တော်တို့လူချင်းတဲ့အမျိုးသားတန်တူရေးကိုပိုင်ပြဋ္ဌာန်းခွင့် Federal Democracy ကျွန်တော်တို့အခုလိုစနစ်ဆိုးကြီးကိုကျွန်တော်တို့တိုက်တွန်းနေတဲ့အချိန်မှာတွန်းလှန်နေတဲ့အချိန်မှာကျွန်တော်တို့ကြားနေဆိုတာလည်းမဖြစ်ပါဘူးကျွန်တော်တို့မိဘပြည်သူတရားလုံးအားလုံးကျွန်တော်တို့တော်လိုင်းဖက်ကိုအားပေးဖို့ရအတွက်အင်မတန်မှအရေးကြီးပါတယ်ပြီးတော့နောက်တစ်ခုကျွန်တော်ဆက်ပြီးမှပြောချင်တာကအခုလက်ရှိကျွန်တော်တို့ရဲ့တိုင်းပြည်ရဲ့အခြေအနေကိုဒီမဟာလာရဲ့စစ်ခွေးတွေကိုလည်းစင်ကျင်သုံးသပ်စီချင်တာလေးရှိပါတယ်။ဘာကြောင့်လဲဆိုတော့ဒီကနေ့အချိန်ထိ
တိုင်းပြည်နဲ့လူမျိုးအတွက်ခင်ဗျားတို့ကတော့အသက်ပေးနေရတယ်လို့ထင်ကောင်းထင်ပါလိမ့်မယ်ဒါပေမဲ့တိုင်းပြည်နဲ့လူမျိုးအတွက်အသက်ပေးနေကြတာမဟုတ်ပါဘူးဒါကျွန်တော်တို့မိဘပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်တွေကိုခင်ဗျားတို့ဖြစ်စည်းနေတာတိုက်ဖြတ်နေတာဖြစ်ပါတယ်ပြည်သူလူကိုယ့်ရဲ့ပြည်သူလူထုကိုခင်ဗျားတို့ကိုကြွေးမွေးတဲ့ခင်ဗျားတို့ကိုလစာပေးနေတဲ့ပြည်သူလူထုတွေကိုခင်ဗျားတို့တပ်ဖြတ်နေတယ်ဆိုတာကိုခင်ဗျားတို့မမေ့ဖို့ရန်အတွက်တရိယာအစဉ်ချင်းအောင်မေ့နိုင်ဖို့ရန်အတွက်ကျွန်တော်ဒီကနေ့ညမှာပြောကြားချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ခင်ဗျားတို့တိုက်ရှည်တန်းသွားပြီးမှတိုက်ပွဲမှာကြာဆုံးသွားတဲ့ရဲဘော်တွေဘာမှနစ်နာခြေခံစားခွင့်ခင်ဗျားတို့ရရှိမှာမဟုတ်ပါဘူး။ကိုလက်အင်္ဂါဆုံးရှုံးသွားတဲ့သူတွေအမြောက်များခင်ဗျားတို့စစ်တပ်ထဲမှာရှိပါလိမ့်မယ်။ခင်ဗျားတို့လူစင်မမီတော့လို့ဒုက္ခိတဘဝရောက်သွားလို့ရှိရင်ခင်ဗျားတို့ကြောင်ထိုးခံရတဲ့ဘဝကိုပဲခင်ဗျားတို့ရောက်ရှိသွားမှာဖြစ်ပါတယ်ခင်ဗျားတို့ကိုတန်တုံးမာတော့ကိုပဲခင်ဗျားတို့ကိုအတုံးချသွားမှာဖြစ်ပါတယ်ကျွန်တော်တို့တေချာစဉ်းစားစင်ကျင်သုံးသပ်နိုင်ဖို့ရန်အတွက်အခုလိုပြောရခြင်းဖြစ်ပါတယ်အဲဒါကြောင့်ဒီချိန်မှာခင်ဗျားတို့အမြင်မှန်ကိုရပြီးမှပြည်သူဒေါ်လာရေးဖက်ကိုဖက်ပြောင်းလာဖို့ရန်အတွက်ကျွန်တော်အနေနဲ့တိုက်တွန်းလိုတယ်ဘာကြောင့်လဲဆိုတော့ခင်ဗျားတို့အချိန်မနှောင်းသေးဘူးနောက်မကြသေးပါဘူးလက်ရှိသူတို့ရဲ့ဥစ္စာစည်းစိမ်အာဏာတည်တတ်ခိုင်မြဲနိုင်ဖို့ရန်အတွက်ခမည်းတော်ကိုအသစ်နဲ့လောင်းပြီးမှသူတို့ဟာကစားနေကြတာဖြစ်ပါတယ်တိုင်းပြည်နဲ့လူမျိုးကိုချစ်မြတ်နိုးလို့မဟုတ်ဘူးဒီကနေ့အချိန်ထိတနိုင်ငံလုံးမှာရှိတဲ့ကျွန်တော်တို့အနေနဲ့ရရကတိုင်းနဲ့ပြည်နယ်တွေမှာအယက်သားအိမ်ပေါင်း3,250,000ကျော်ကိုသူတို့ဟာမိရှုဖြစ်စည်းပြကြအောင်သူတို့ဟာဘုံနေနဲ့ကျဲမိရီရှုအမျိုးမျိုးပြည်သူလူထုကဒုက္ခပေးနေတဲ့ဒီအစိုးရတစ်ခုဖြစ်တယ်ဆိုတာကိုပြောကြားချင်တယ်အိမ်ပေါင်း3,250,000ကျော်သူတို့ဟာမိရှုဖြစ်စည်းခဲ့ပါပြီအဲကြောင့်ကျွန်တော်တို့ချင်းပြည်နယ်ကိုအနည်းငယ်ကျွန်တော်တို့သုံးသပ်ကြည့်မယ်ဆိုရင်ကျွန်တော်ချင်းပြည်နယ်မှာဇန်နဝါရီလဒီနှစ်2026ဇန်နဝါရီလအနေမှာဧပြီလအတွင်းဒါသူတို့ရဲ့ကောက်ခံရရှိထားတဲ့data ရပါတော့အယက်သားထိခိုက်သူဟာ121ဦးရှိတယ်တေဆုံးသူ42ဦးရှိတယ်ဒဏ်ရာရသူဟာ89ဦးရှိတယ်နေအိမ်ဖျားเจ้าကျောင်းနဲ့အခြားသောအဆောက်အုံတွေကိုသူတို့ဘုံကျဲမိရှုဖြစ်စည်းတာကအလုံး200ကျော်ရှိတယ်အခုလိုပြည်သူလူထုရဲ့အိုးအိမ်စီးစိမ်တွေကိုသူတို့ကဘုံကျဲခြင်းတလို့ကျဲဖြစ်စည်းခြင်းတလို့ဖြစ်စည်းနေတဲ့ဒီမအလအာနာယူရီရဲ့ဒီစစ်အစိုးရရဲ့အတူရောင်အစိုးရတက်လာတဲ့အစိုးရကိုကျွန်တော်တို့ဘယ်လိုလုပ်ထောက်ခံအားပေးလို့ရမလဲမိဘပြည်သူတွေတေချာစဉ်းစားသုံးသပ်ကြည့်ကြပါထိုးစစ်ဒီကိုအစမတန်လူဝင်အားသုံးပြီးမှထိုးစစ်ဒီကျွန်တော်ချင်းပြည်နယ်မှာလည်းဝင်နေတယ်ရခိုင်ပြည်လည်းဝင်နေမြန်မာပြည်အနှံ့သူတို့ထိုးစစ်ဒီလုပ်နေကြတယ်လေကြောင်းများစွာနဲ့အကြိမ်ကြိမ်ဘုံကျဲတက်ဖြတ်နေပြီးမှသူတို့ငိမ့်ချမ်းရေးကိုတစ်ဖက်ကနေမှပြန်လည်ပြီးမှခေါ်နေတယ်ဘယ်လိုလုပ်ကျွန်တော်တို့ယုံကြည်ကိုးစားလို့ရမလဲဒါကိုကျွန်တော်တို့တေချာသုံးသပ်စဉ်းစားပြီးမှကျွန်တော်တို့လူချင်းတဲ့ပန်းတိုင်းကိုမရောက်မချင်းကျွန်တော်တို့အားလုံးဟာအတူတူကရှေ့ဆက်သွားဖို့ရအတွက်ပဲရှိပါတယ်ဒီကနေ့ညမှာကျွန်တော်ပြောချင်တာကကျွန်တော်အခုချိန်မှာသူတို့ရစ်တရာစီမံကိန်းမှာလုံးဝဘာတစ်ခုမှအကောင့်ထဲမှာပေါ်နိုင်သည့်တိုင်အောင်ကျွန်တော်တို့တော်လိုင်းရေးဖက်တော်ဖက်ကိုကျွန်တော်ပြန်လည်သုံးသပ်ကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့ဖက်ကအားသာချက်တွေအများကြီးရှိပါတယ် SCF ကိုကျွန်တော်တို့တိစောက်နိုင်ခဲ့တယ်ဖွဲ့စည်းနိုင်ခဲ့တယ်အဲ့ဒီမှာကျွန်တော်တို့တပ်ပေါင်းစုတွေကိုတိစောက်ပြီးမှ Federal Army ပေါ်ပေါက်လာနိုင်ဖို့ရအတွက် Federal Council ကျွန်တော်တို့ပေါ်ပေါက်လာနိုင်ဖို့ရအတွက်ဒီအချိန်မှာကျွန်တော်လက်တွေ့အကောင့်ထဲပေါ်နေတာတွေကျွန်တော်တို့မြင်တွေ့နေရတယ်အခုမအလာဆိုရင်နိုင်ငံတကာတန်တမန်ရေးရမျက်နှာစာမှာသူဟာနေရာဝင်ဖို့စ조사နေတော့ညာလဲလုံးဝအခုချိန်ထိကျွန်တော်တို့အတိမတ်ပြုတ်ခြင်းကိုမခံရပါဘူးအဲ့ဒါဟာကျွန်တော်တို့တော်လိုင်းရေးဖက်တော်သားတွေရဲ့ညီညွတ်ခြင်းတလုံးတစ်ဝါတည်းနဲ့စုစည်းမှုအားကောင်းခြင်းကြောင့်ကျွန်တော်တို့ဟာနိုင်ငံတကာရဲ့ဖိအားကိုကျွန်တော်တို့ဟာကောင်းကောင်းမွန်မွန်နဲ့ကင်တွယ်နိုင်ခဲ့တာဖြစ်ပါတယ်အဲအကြောင်းဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီကနေ့ညမှာအားလုံးကျွန်တော်စိတ်ဓာတ်မကြဘဲနဲ့လက်ရှိအခြေအနေကိုကျွန်တော်တို့ပြန်လည်သုံးသပ်ပြီးမှရှေ့ဆက်သွားပြီးမှကျွန်တော်တို့လူချင်းတဲ့ပန်းနိုင်ကိုမရောက်မချင်းကျွန်တော်တို့ဟာတော်လန်ရေးကိုဆင်နွှဲဖို့ရန်အတွက်အင်မတန်မှအရေးကြီးတယ်ဆိုတာကိုရှေ့ဥစွာကျွန်တော်အနေနဲ့ပြောကြားလိုတယ်အခုချိန်မှာတော့ကျွန်တော်တို့ဒီကနေ့ညမှာအထူးအသေးဖြင့်ဖိတ်ကြားထားတဲ့ slide ထန်းတဲကိုချိန်ပေးသွားချင်ပါတယ်သူရဲ့အမြင်လေးတွေသူရဲ့
တုံးသက်ချက်လေးတွေလက်ရှိကျွန်တော်တို့ရဲ့ဒီချင်းပြည်ရဲ့အခြေအနေပေါ်မှာတော့၎င်းပြန်လည်တုံးသက်ဆွေးနွေးသွားဖို့ရန်အတွက်အချိန်ပေးသွားခြင်းနဲ့ဒီကနေ့ညကျွန်တော်တို့ရဲ့အစီအစဉ်လေးကိုလည်း like and share ဖြင့်အားလုံးပူးပေါင်းပါဝင်ပေးကြဖို့ရန်အတွက်ကျွန်တော်အနေနဲ့တောင်းဆိုလိုတယ်ဒီမှာတော့ slide တန်းတဲ့ကိုချိန်ပေးသွားကြရအောင်နော် ကျေးဇူးတင်ပါတယ်ကျွန်တော်ကိုလူအများက slide ทั้งတယ်လို့ပဲသိကြပါတယ် online မှာလည်းကျွန်တော်နာမည် slide ทั้งတယ်လို့ပဲခေါ်ပါတယ်ဗမာလိုတော့ထွန်းထွန်းဦးပေါ့စိတ်ထဲမှာရှိတဲ့အတွေးခေါ်တယ်အများကြီးရှိတဲ့ခါကျဘယ်ကနေစရင်ကောင်းမလဲတော့မသိဘူးဟုတ်ပြီအခုကျွန်တော်ဒေါ်လာရေးကာလ Spring Revolution ဆက်လက်ပြီးတော့ဆင်နွှဲနေတဲ့အချိန်ကာလဖြစ်ပါတယ်ဆိုတာကိုကျွန်တော်ဆက်လက်ပြီးတော့ပြောချင်ပါတယ်တချို့ကတော့ပြောတယ်အခုကဒေါ်လာရေးပြီးလာပါပြီဟဟလားပြီးလာပါပြီဆွေးနွေးပွဲကိုဝင်ကြတော့မယ်ဆိုတဲ့သဘောတွေအခုကလုပ်နေကြအဲ့ဒီလမ်းစဉ်ကိုဖြစ်လာအောင်လည်းအခုကဒီတမတော်ဦးဆောင်တဲ့မြောင်နိုင်ဦးဆောင်တဲ့အဖွဲ့ကတက်ကိုအစ်စ်လို့ဖြစ်အောင်ကိုသူကဆွဲထားတာဆိုတော့ကျွန်တော်တို့ကဘယ်လမ်းစဉ်ကိုသွားနေတာလဲဆိုတာနိုင်ငံကြီးမတအားရေးကြီးတယ်လို့ကျွန်တော်ခံယူတယ်ဘယ်လမ်းစဉ်ကိုကျွန်တော်သွားနေတာလဲဟလာ which pathway ဟလာ pathway ဘယ် pathway ကိုကျွန်တော်သွားနေတာလဲဆိုတော့တအားရေးကြီးတယ်လို့ကျွန်တော်အခွင့်အရေးရချင်လို့ဒီဟာလေးရချင်လို့ဒီအဆင့်ကိုရချင်လို့ဆိုရုံနဲ့ကျွန်တော်တို့တော်လာရေးဘယ်ဟာကိုကျွန်တော်တော်လာနေတာလဲတော်တော်လေးစဉ်းစားကြအများကြီးရှိတာနည်းနည်းနောက်ဆုံးမယ်2000ကျွန်တော်ခက်မှာရွေးကောက်ပွဲဆိုတာနှစ်ကြိမ်တော့ဖြစ်ခဲ့ပါတယ်2010မှာဖြစ်တယ်2020မှာဖြစ်တယ်ဒီ2010ရွေးကောက်ပွဲဖြစ်လာဖို့အတွက်ကိစ္စတွေကဘယ်လိုဖြစ်လာလဲဆိုတာအများကြီးပြောစရာတော့ရှိလိမ့်မယ်အဓိကအဲ့ဒီ2010ရွေးကောက်ပွဲ2020ရွေးကောက်ပွဲဖြစ်လာဖို့ရွေးကောက်ပွဲမတိုင်ခင်သူတို့ constitution ရေးဆွဲထားတာရှိတယ်2008အခြေခံဥပဒေ2008အခြေခံဥပဒေရေးဆွဲတဲ့ချိန်လုံးကပြည်သူလူထုကဘယ်သူကမှစိတ်မဝင်စားဘူးလို့လွယ်ပြောလို့ရတယ်စစ်တပ်ကရေးဆွဲတယ်သူတို့ကလည်းတော်တော်လောက်တာပါဘာဖြစ်လာမှာမဟုတ်ဘူးတဲ့ဟုတ်လားဘာဖြစ်လာမှာဘူးဘာဖြစ်လာဘူးဆိုပြီးတော့အဲ့ဒီချိန်တုန်းကကျွန်တော်မှတ်သိတဲ့လောက်ဆိုရင်ကျွန်တော်ချင်းထဲမှာဆို CNF က public campaign လုပ်ခဲ့ဒီ2008အခြေခံဥပဒေကရှေ့မှာဘာတွေဖြစ်လာနိုင်တယ်လဲဆိုတဲ့အကြောင်းလို့ public consultation တော့ consultation လို့ခေါ် consultation တော့မဟုတ်ဘူးဒါပေမဲ့ဘာဖြစ်နိုင်လဲဆိုရယ် public education လို့ပြောမှာပြည်သူလူထုနဲ့တက်နိုင်တဲ့လောက်စူးစမ်းခဲ့တယ်ပြည်သူလူထုတွေကစိတ်ဝင်စားခဲ့တယ်အဲ့ဒီ2008ကနေ2010ရွေးကောက်ပွဲတကယ်တည်းဖြစ်လာတယ်အဲ့ဒီ2010ရွေးကောက်ပွဲဖြစ်လာတယ်အဲ့ဒီလမ်းစဉ်မှာ NCA စာချုပ်တွေချုပ်ဆိုကြတယ်ကျွန်တော်ချင်းကနေ CNF ဦးဆောင်ပြီးတော့ NCA ရေးထိုးခဲ့တယ် NCA ရေးထိုးခဲ့တဲ့အတွက်တော်တော်လေးကောင်းကျိုးလို့ပြောမလားCNF ဘက်ကနေသူတို့ကဒီဟာဖြစ်စေချင်တယ်ဆိုတဲ့အပိုင်းလေးတွေသူတို့ဆွေးနွေးချက်တွေဖြစ်လာတယ်အဲ့ဒါပြောရရင်တော့ဥပမာကျွန်တော်ကအခုကဘလမ်မြို့နယ်ဆိုတဲ့ချင်းပြည်နယ်ခလဲကြတဲ့ဟလာ Central ချင်းခလဲကြတဲ့ဘလမ်မြို့နယ်ဆိုတဲ့ပိုင်းအဲ့ဒီမြို့နယ်ထဲမှာရှိတယ်ကျွန်တော်ဇာညက်ဒေတာအဲ့ဒီထဲကကျွန်တော်ဇာညက်မြို့ဆိုတော့အဲ့ဒီဖလမ်မြို့နယ်မှာအခုတော်တော်များများကသဘောကြတဲ့အတူကပါလဲဆိုရင်အဲ့ဒီချိန်လုံး
လေရင်ကွင်းဖြစ်မြောက်ခဲ့တယ်တချို့ကပြောတယ်ပေါ့ဒီလေရင်ကွင်းကတော့အဲ့ဒီ Chief Minister ဟာလာဘသူကြောင့်လဲပါငယ်ပေါ့တကယ်တမ်းကအဲ့ဒါ CNF နဲ့ဒီအစိုးရနဲ့သူတို့ကအဲ့ဒီညှိနှိုင်းချက်တည်းမှာပါခဲ့အဲ့တလုံးကိုဖြစ်လာဆိုတော့ CNF ဘက်ကနေကျွန်တော်ကအဲ့ဒီချိန်တုန်းက CNF member မဟုတ်ပါဘူးเนาะ CNF ကောင်ချိုပြောနေတာလည်းမဟုတ်ကျွန်တော်လမ်းစဉ်ကိုနည်းနည်းအခုကျွန်တော်တွားနေတဲ့လမ်းစဉ်တွေကိုတွားနေတာလဲဆိုတာမသိတဲ့သူတွေစိတ်ဝင်စားတဲ့သူတွေရှိနိုင်တယ်ဆိုပြီးတော့ကျွန်တော်နည်းနည်းလေးနောက်ဟာလာနောက်ကြောင်းပြန်ပြီးတော့တွားပြောချင်တာပါဆိုတော့အဲ့တလို့နဲ့နည်းနည်းလေးတော့ဟာလာ development လေးတွေဖြစ်လာပြည်သူလူထုကလည်းဟာတကယ်တော့ပြောင်းလဲဖြစ်လာမလားအဲ့ဒီချိန်တုန်းကကျွန်တော်တို့ချင်းတိုင်းရင်းသားတွေကခေါင်းဆောင်တွေတို့နိုင်ငံရေးဥဆောင်တဲ့သူတွေတော်လှန်ရေးဥဆောင်တဲ့သူတွေကโอเคဒီ2008အခြေခံကိုကျွန်တော်တို့ 100% အလုံးလျားလက်ခံတာတော့မဟုတ်ဘူးကြည့်ကြတာပေါ့တဘောကဟာလားကြည့်ကြတာပေါ့ let's see ဆိုတဲ့သဘောနဲ့သူတို့က NCA ချုပ်ဆိုခဲ့ချုပ်ဆိုပြီးတော့ချုပ်အဲ့ဒီမှာကျွန်တော်သူတို့ကစိုင်းထိုးခဲ့တယ်လက်မှတ်ထိုးခဲ့တယ်ဖြစ်လာတယ်2010ရွေးကောက်ပွဲတကယ်တော့ဖြစ်လာတယ်အပြောင်းလဲနေဖြစ်လာတယ်အပြင်2000ဟာလားအဲ့ဒီကနေmidterm election တွေဖြစ်လာတယ်အပြင်နောက် election တွေဖြစ်လာတယ်2010 2015 2020အဲ့လိုသွားလာဖြစ်လာတဲ့အခါတော်တော်လေးအပြောင်းလဲဖြစ်လာဒါပေမဲ့ကျွန်တော်ဒိုင်းရင်သားတွေလိုချင်တဲ့ federal democracy system ပြင်နိုင်လို့မရဘူးဆိုတာတော်လှန်ရေးဦးဆောင်တဲ့သူကျွန်တော်ဒိုင်းရင်သားနိုင်ငံရေးသမားတွေမြင်လာဖြစ်ချင်တော့လဲအဲ့ဒီ2008အခြေခံနားလည်တဲ့သူကတော့ပြောစရာများကြီးရှိပါမှာအဲ့ဒီအခြေခံဥပဒေထဲမှာ loopholes ဟာလားအပေါက်တွေအများကြီးရှိဟိုဘက်ကနေဝင်လိုက်ဒီဘက်ကနေထွက်လိုက်ရတဲ့အပေါက်တွေအများကြီးရှိတယ်လို့ပြောကြအဲ့ဒါတကယ်တမ်းကျွန်တော်တို့ဖြစ်မှာတကယ်တမ်းဖြစ်လာတာနော်တကယ်တမ်းဖြစ်လာတာ2010ရွေးကောက်ပွဲကိုသဘောမတူဘူးဆိုပြီးတော့သူအာဏာသိမ်းလိုက်တာလေသိမ်းနိုင်အောင်ကိုလေအခုမင်းအောင်လိုက်ဦးဆောင်တဲ့စစ်တပ်ကြီးကသူကโอเคတို့ဟာဒီ2008အခြေခံကိုဟာလားအခြေခံကိုတုံးပြီးတော့ဟာလားဒီ2008အခြေခံဥပဒေအဖြစ်ဆိုပြီးတော့အနာသိန်းတာတကယ်ကတရားဝင်လားမဝင်လားတော့အဲ့ဒါတပတ်ထားလိုက်အဲ့လိုလုပ်တာကိုကျွန်တော်တို့အဲ့ဒီကနေ9နှစ်စစ်တပ်စစ်အာဏာစနစ်ဟာလားကျွန်တော်မြန်မာပြည်အရင်တော့ဗမာပြည်ပေါ့ဗမာပြည်မြန်မာပြည်ကျွန်တော်ရဲ့ history မှာတမိုင်းမှာအခုခေတ်လောက်ဒိုင်းရင်သားတွေကိုတပ်ဖြတ်မိရှုမရင်းကျင့်ခရီးယန်ရဲ့ဖျားเจ้าတွေဟာလားဖြစ်စီကျွန်တော်တို့တမိုင်းမှာမရှိခဲ့ဘူးကျွန်တော်ခက်မှာဖြစ်အဲ့တလို့ဖြစ်လာအောင်အခုကျွန်တော်လက်တွေ့မြင်တွေ့ကြုံနေတဲ့ဥဆောင်နေတဲ့သမရကြီးဖြစ်လာတဲ့ဟာလားတမတော်ဥဆောင်တဲ့မြင်အောင်လိုက်သူကပါပြော2008အခြေခံအဖြစ်အဲ့တလို့အဲ့ဒီခက်ကိုကျွန်တော်ဝင်နေပါတယ်ခင်ဗျနော်ဆိုတော့ခါကျတော့အခုကျွန်တော်ဘယ်လန်းစီကိုသွားနေပါကြတယ်လဲကျွန်တော်ဆိုတာစဉ်းစားကြအများကြီးရှိတာကဲအခုပြောနေတယ် NCA အဖြစ် NCA ကိုအခြေခံပြီးတော့ကျွန်တော်တို့ peace negotiation လုပ်မယ်ဆိုပြီးတော့ခဏပြောနေတယ်လုပ်ခဲ့တာပဲ CNF ကိုယ်တိုင်ကလည်းရေးထိုးခဲ့တာပဲအခုဘာဖြစ်တာအဲ့တော့ကိုယုံပြီးတော့အခုမြောင်လန်ဆိုရမြောင်လန်က9နှစ်တကယ်ဟာလား regime system နဲ့အုပ်ချုပ်ခဲ့တာဘလောက်ကျွန်တော်ချင်းနေသေးတယ်ကျွန်တော်ဇာနဲ့အမျိုးတွေဘလောက်ခံရတာ
အခုဖလမ်ထောင်းရှစ်လို့ကျွန်တော်တည်နေတယ်ဖလမ်မြုပ်နယ်လို့ကျွန်တော်တည်နေတယ်အဲ့ဒီထဲမှာအခမ်းရစုပ်ဇာညက်တွေကျွန်တော်တို့နိုင်ငံရေးအဆုံးလေးဇာညက်တွေတကယ်ပြောလိုက်ရရင်နော်ကိုသူများအကြောင်းမပြောကိုအကြောင်းကိုပဲပြောလိုက်တော့နော်အခမ်းဆုံးလဲကျွန်တော်တို့အဆုံးလဲကျွန်တော်တို့အဲ့တလို့ဖြစ်နေတာကျွန်တော်တို့ဒီနာကြေကွေးစရာကျွန်တော်အချင်းကြီးအဲ့ဒီ2008အခြေခံကိုဟို2008အခြေခံအားဖြင့်ဒီအခြေအနေကြီးကျွန်တော်ဖြစ်နေတာတကယ်တော့ကျွန်တော်တို့ဆိုတော့ဝန်နေစရာတော်တော်ကောင်းပါဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံကြီးကိုကျွန်တော်ဘယ်လိုပုံစံဖြစ်စေချင်တာလဲအမျိုးမျိုးပြောစရာရှိတယ်ဟုတ်လားbalance ဘယ်လိုမျိုး constitution လုပ်မှာလဲအမျိုးကြီးပြောစရာရှိတယ်တခုကအဲ့တလို့မြင်တဲ့သူရှိတယ်တချို့ကဲခင်ဗျားတို့ဒိုင်းရင်သားတွေဘာကိုလိုချင်တာလဲဆိုပြီးတော့ပြောတဲ့သူတွေရှိလွယ်နဲ့ပြောရမယ်ဆိုရင်ကဲဒိုင်းရင်သားလို့ပြောတဲ့အထဲမှာတကယ်တော့ဗမာလဲဒိုင်းရင်သားခက်တာကကျွန်တော်အတွေ့အကြုံပါနော်ကျွန်တော်ရဲ့ဘုကအတွေ့အကြုံပါလူမျိုးရေးကစပြီးရင်နိုင်ငံရေးကစအဲ့လိုပြောရင်ကျွန်တော်အတွေ့အကြုံပါဒရင်သားဆိုတဲ့ခါကျဘာမှမပါတော့လို့သူတို့ထင်တာတကယ်တော့သူတို့လည်းဒရင်သားပဲအဲ့တလိုမျိုးသူတို့ကိုယ်တိုင်လက်ခံနိုင်ဖို့ကတော်တော်လေးအချိန်ယူခဲ့တယ်နော်ဟိုတုန်းကဗမာဆိုတော့သူတို့ဒရင်သားလို့လက်မခံဘူးအခုကဗမာတော်တော်လေးဟာလား 100% တော့ကျွန်တော်တို့မဆိုလို့တော်လာရင်မပါဝင်လာတဲ့သူတွေဟုတ်သားပဲဆိုပြီးတော့လက်ခံလာကြတယ်အဲ့ဒါလေးတော့ကျွန်တော်သဘောကျတာနော်ဟိုတုန်းကတော်လာရင်မှာဗမာတွေကျွန်တော်တို့ကအားမပေးခဲ့ဘူးတက်ပြောလိုက်ရင်မအားပေးခဲ့ဘူးလို့ကျွန်တော်ပြောချင်သူတို့တော်တဲ့လမ်းစဉ်ကဘယ်ဘက်ကိုလဲပါတီ system ကိုပဲသွားတာပါတီ systemသူတို့ဥဆောင်တဲ့ပါတီကနိုင်ရဖို့အဓိကနော်ဆိုတော့ပါတီနှစ်ပါတီလို့သွားတာစစ်တပ်ဥဆောင်တဲ့ပါတီနဲ့သွားမလားစစ်တပ်မဥဆောင်တဲ့ဒီဘက်ဟလာလူထုဥဆောင်တဲ့ပါတီနှစ်ဖက်စလုံးကဒီဟာလဲဗမာလဲဒါလဲဗမာပဲအဲ့တော့ပုံစံသွားချင်းတာဒါပေမဲ့လက်တွေ့မှာမရဘူးဆိုတာတိတာဖြစ်လာဒီတော့ဟိုးတော့2088ရေးကိန်းကနေနောက်ပိုင်းဟာလား90ရွေးကောက်ပွဲတွေအဲ့ဒီနောက်ပိုင်းမှာကျွန်တော်ပြဿနာတွေဖြစ်တဲ့အခါမှာအဲ့ဒီချိန်တုန်းကအဲ့ဒီခက်တုန်းကဗမာတွေကအဲ့တလိုမျိုးခံစားချက်သူတို့မှလည်းမရှိခဲ့ဘူးတကယ်ပြောရရင်အခုခက်2020ရွေးကောက်ပွဲကို2008အခြေခံဥပဒေအားဖြင့်သူတို့စကားရဟာလားသူတို့စကားလုံးရတရားဝင်တယ်မဝင်ဘူးနော် that put aside နော်သူတို့တင်းလိုက်တဲ့နောက်ပိုင်းမှာကဲခွေးလိုဝက်လိုပြေးရတဲ့ဘဝရောက်လာတဲ့ခါမှာဗမာတွေကဒိုင်းရင်သားတွေကဘယ်လိုမျိုးပုံစံအုပ်ချုပ်ရေးကိုလိုချင်တာလဲဆိုသူတို့လည်းနားလည်လာဒီတော့အခုNUG ကနေဟာလားအခု SEF အဓိကသူတို့ကကျွန်တော်ဒိုင်းရင်အားလုံးကကျွန်တော်ဒိုင်းရင်သားတွေပါလိုချင်တဲ့အုပ်ချုပ်ရေးကဘယ်လိုမျိုးလဲ Federal system ကိုကျွန်တော်တို့ကဖြစ်အောင်ဘယ်လိုလုပ်ကြမလဲအခုက2008အခြေခံကိုတုံးပြီးတော့ Federal system လုပ်လို့ရမလားအဲ့ဒါစဉ်းစားစရာရှိလာတယ်ကျွန်တော်တို့နော်ကဲပြောနေပြီဗျာအခုမင်းအွန်လိုင်းကဟလာဒီသူကိုယ်တိုင်တမရမဖြစ်ခင်ကလေးကပြောနေပြီ NCO ကိုအခြေခံပြီးတော့ Federal system Federal ဆိုရတည်ထောင်ဖို့ဖြစ်နိုင်မလား Federal တကယ်တမ်း
လေ့လာတဲ့သူတွေကတော့ပြောစရာများကြီးရှိပါလိမ့်လွယ်လွယ်ပြောလိုက်ရင်တော့မဖြစ်နိုင်လို့ခုလိုလက်နဲ့တွေနဲ့ခုချဟလာတိမ်ပိုက်မဖြစ်အခုလိုကျွန်တော်ဖြစ်နေတာပါပဲနော်ဆိုတော့ကျွန်တော်တို့လမ်းစဉ်ကဘယ်ဘက်ကိုတွန်းနေဥတည်နေပါပဲဆိုတော့အရေးကြီးပါတယ်တစ်ချက်ဒီတော့ကျွန်တော်ချင်းထဲမှာအခုကျွန်တော်ပြောနေတာတနိုင်ငံလုံးလို့ပြောမှာလားဟာလားအလုံးခြုံပြီးတော့စဉ်းစားဖို့အတွက်ကဲအဲ့ဒီထဲကကျွန်တော်နည်းနည်းဟာလားနည်းနည်းလေး filter လုပ်လိုက်ပြီးတော့ကျွန်တော်ချင်းထဲကိုဝင်လိုက်ကဲကျွန်တော်ချင်းတွေကလည်းကျွန်တော်တီထောင်ချင်းနဲ့ဟာလားဒိုင်းပြည်ကြီးဒီတော့ကျွန်တော်တီထောင်ချင်းနဲ့မြန်မာနိုင်ငံလို့ပဲဖြစ်ဖြစ်ဘယ်လိုမျိုးမြန်မာနိုင်ငံကိုကျွန်တော်တီထောင်ချင်းတာအဲ့ဒီမြန်မာနိုင်ငံဆိုတဲ့ထဲကချင်းဆိုတာဘယ်လိုမျိုးပုံစံနဲ့တီထောင်စေချင်တာလဲကျွန်တော်ဘယ်လိုနဲ့ရက်တီကြမလဲဘယ်လိုပုံစံမျိုးနဲ့ကျွန်တော်ပြည်နယ်တကယ်ပြောဆိုပြည်နယ်ဆိုစကားလုံးကျွန်တော်မသုံးချင်ဘူးပြည်ဘယ်လိုမျိုးပြည်ကိုကျွန်တော်တီထောင်ကြမလဲအဲ့ဒီ vision တအားရေးကြီးတယ်ဆိုတော့ကျွန်တော်သုံးသပ်မိတယ်နော်အဲ့ဒါကျွန်တော်သုံးသပ်မိတယ်ပြီးတော့အဲ့ဒီချင်းပြည်ဘယ်လိုမျိုးတီထောင်မလဲကျွန်တော်ချင်းတွေကကျွန်တော်နဲ့အနီးဆက်ဆုံးကတော့မီဇိုရမ်ပြည်မီဇိုရမ် state အကောင်းဆုံး model တော့မဟုတ်ဘူးနော်အကောင်းဆုံး model တော့မဟုတ်ဘူးအခုကျွန်တော်ကကနေဒါမှာနေပါတယ်ကနေဒါက federal အဲ့ဒီ federal မှာ confederation လို့သူတို့ခေါ် federal state federal government ဒါပေမဲ့တခုတော့ရှိတယ်ကျွန်တော် federal မှာလူမျိုးမဟုတ်ရင်ဒိုင်းရင်သားကိုအခြေခံတဲ့ပြည်အဲ့လိုပြောရင် state မရှိဘူး province မရှိဘူးကဲဥမာကဲအခုတငယ်ချင်းဟာလားဆရာဇုံဆောင်တို့နေတဲ့ USA မှာပြည်နယ်50ရှိတယ်ဟာလား50ထဲမှာဘယ်ပြည်နယ်ကလူမျိုးမဟုတ်ရင် ethnic ကိုအခြေခံတဲ့ပြည်နယ်ရှိပါသလားမရှိဘူးအဲ့လိုမျိုး system တော့ကျွန်တော်တို့အတွက်အဆင်မပြေဘူးနော်အဆင်မပြေဘူးကျွန်တော်မြန်မာနိုင်ငံတည်းကကျွန်တော်ချင်းတွေအတွက်ရောဖြစ်ဖြစ်ကချင်အတွက်ပဲဖြစ်ဖြစ်တခြားအတွက်ရောဖြစ်အဆင်မပြေဘူးကျွန်တော်တို့အဆင်ပြေတာကအဲ့လိုမျိုးတဲ့နည်းနည်းဘုံမဟာလား federal system ပို့ကြတဲ့ဟာဘယ်လိုမျိုးလဲ ethnic ကိုအခြေခံတဲ့ပြည်နယ်ကိုကျွန်တော်ရချင်ပြည်ကိုရတီထောင်ချင်ဒီတော့လူမျိုးကြီးအခြေခံပြီးတော့ဒီမိုကရေစီတွားချင်တဲ့သူတွေကအဲ့ဒီ system ကိုမလို့ချင်ကနေဒါ system ပုံစံမျိုးမဟုတ်ရင်အခု USA system ပုံစံမျိုး Australia system ပုံစံမျိုးနဲ့ပဲအပေါ်မှာတော့ federal ပေါ့အောက်မှာကျတော့ဒိုင်းရင်သား no ဒိုင်းရင်သားမရှိဘူးเนาะကနေဒါနိုင်ငံမှာကဲ USA အကြောင်းတော့ကျွန်တော်သိမပြောချင်ဘူးကနေဒါမှာကျွန်တော်နေတဲ့အတွက်ကနေဒါမှာ ethnic ဒိုင်းရင်သားကိုအခြေခံတဲ့ပြည်နယ်တစ်ခုမှကိုမရှိတာအဲ့ဒီနိုင်ငံမှာတကယ်ဒီနေမြေသားဌာနေဒိုင်းရင်သားတွေ native တွေเนาะ Algonquin native တွေCherokee တွေအများကြီးရှိတယ်အဲ့ဒီ native တွေကိုအခြေခံတဲ့ပြည်နယ်တစ်ခုမှကိုမရှိအောင်ကိုဒီနိုင်ငံကိုတည်ထောင်တဲ့သူတွေကလူမျိုးကြီးဝါဒတွေကလှုပ်လိုက်တာဘယ်လိုလှုပ်လိုက်လဲဆိုရင်ကဲဒီတိုင်းရင်သားတွေနဲ့သူတို့ကဟိုတိုင်းရင်သားဒီဒိုင်းရင်သားတွေနဲ့သူတို့ကတက်လေးစာချုပ်တွေတွားလှုပ်လိုက်တယ်ဟိုဒိုင်းရင်သားနဲ့နည်းနည်းတစ်မျိုးတစ်ပုံစာချုပ်လှုပ်လိုက်တယ်အဲ့တလို့နဲ့ဘယ်လိုလဲဆိုရင်divide and rule policy လို့ပြောရမှာဟိုဒိုင်းရင်သားနဲ့သူတို့ကစာချုပ်တစ်မျိုးဟိုဒိုင်းရင်သားနဲ့ဟိုဖွဲ့နဲ့တစ်မျိုးဟိုဖွဲ့နဲ့တစ်မျိုးဟိုဖွဲ့နဲ့ဒီဖွဲ့မတူဘူးအဲ့တော့လုံးနောက်ဆုံးမှကျအဲ့ဒါကိုသူတို့ကခြုံလိုက်ပြီးတော့ federal ဆိုပြီးတော့လုပ်ပလိုက်တာအဲ့လို system မျိုးခဏတာက USA လဲအဲ့လိုပုံစံမှန်နဲ့အနေအများဆုံး
အဲ့တလို့ပြုံမျိုးပုံစံကျွန်တော်မြန်မာနိုင်ငံမှာအဆင်မပြေဘူး အခုကအဲ့တလို့ပုံစံတွားချင်တာအလွယ်ပြောရရင်တွားချင်တာနော်အဲ့ကြောင့်ကျွန်တော်အဲ့တလို့လှုပ်လိုက်ရင်ဘာဖြစ်မှာလဲကြားလိုက်ရင်ဒရင်သားမရှိတော့ဘူးအားလုံးဗမာဖြစ်ကုန်ပါဖြစ်ကုန်ပါကျွန်တော်ဗမာမုံတီးတဲ့စိတ်မရှိပါဘူးเนาะကျွန်တော်ဖြစ်စေဘယ်လိုမျိုးနဲ့ကျွန်တော်ဒရင်သားနဲ့ဒရင်သားအားလုံးကျွန်တော်ဘယ်လိုနဲ့တန်းတူညီမျှနေနိုင်ကြမလဲ peaceful coexistence ဆိုတာအရေးကြီး peaceful coexistence အဲ့တလို့နေနိုင်ဖို့အတွက်ကျွန်တော်တို့ပြည်ရင်းတော်အခုဒီမှာကနေဒါမှာဒီမှာအဖြူတွေနဲ့တွေ့တဲ့အခါမှာသူတို့ကမြန်မာဆိုတာလည်းသူဗမာဆိုတာလည်းအဲ့ဒီထဲချင်းအဲ့ဒီချင်းတွေကအထဲကဇာနစ်ဆိုတာတော့မသိတော့ဘူးเนาะဇာနစ်ဆိုတာမရှိဘူးကဘာမှာသူတို့ရဲ့ဒီထဲမှာမြန်မာနိုင်ငံဆိုတာမသိတဲ့သူတောင်မှရှိသေးတယ်ဗမာဆိုတော့သူတို့ကဒီနိုင်ငံကိုအုပ်ချုပ်တဲ့နေရာမှာသူတို့ကအဲ့ဒီဒရင်သားတွေကျွန်တော်ဒရင်သားလို့ပြောတဲ့နိုင်ငံရေးတွေသူတို့နားမလည်ဘူးနော်သူတို့ကအဲ့လို federal system နဲ့ပဲလုပ်လိုက်တယ်ဒရင်သားမရှိဘဲနဲ့အားလုံးက English ဟလာCaucasian English ဟလာအဖြူ design နဲ့ပဲအားလုံးတော့လုပ်လိုက်တာပျောက်ကုန်ဒရင်သားတွေအားလုံးအခုပျောက်အခုကနေဒါမှာဌာနေဒရင်သားတွေတအားခံရသူတို့မှနေမြေမရှိသူတို့နေမြေမှာနော်သူတို့ကိုဒီနိုင်ငံကောင်းတဲ့နေမြေဟိုဘယ်လိုလုပ်လိုက်လဲဆိုအဲ့ဒါကိုဒီနေရာက federal land နဲ့ဒါ federal land ဆိုပြီးတော့သူတို့ကအစိုးရကယူလိုက်ပြီးတော့မင်းတို့ကောင်းနေကမင်းတို့မျိုးတွေက federal land မှာမနေတင်ဘူးမနေရဘူးခင်ဗျားတို့ဟိုဘက်မှာတွားနေဆိုတော့စိုက်ပျိုးရေးမြူရေးဟလာစီးပွားရေးအဆင်မပြေတဲ့နေရာမှာဒီ native ဒီဌာနေဒရင်သားတွေသူတို့တွားထားလိုက်တာအဲ့ဒါကိုဘယ်လိုနာမည်ပေးလဲဆိုရင်ကနေဒါမှာအစိုးရကအဲ့ဒီဟိုတုန်းကအခုထိပဲအဲ့ဒါကိုသူတို့ reserve လို့ခေါ်တယ် reserve land အဲ့ဒီ reserve တွေကိုထည့်လိုက်ပြီးတော့အဲ့ဒီ reserve ကိုဘသူကဦးဆောင်လဲအထက်အဲ့ဒီ reserve ကိုအပေါ်မှာ federal ကကင်လိုက်တာအဲ့ဒီ reserve ထဲမှာရှိတဲ့လူဦးရေဟာလာအားလုံးအစိုးရကအားလုံးမှတ်တမ်းတင်တယ်အဲ့ဒီ reserve land ကနေအပြင်ကိုထွက်ဝင်နေ့တိုင်းအဝင်ထွက်ကိုတောင်မှသူတို့အမြန်စစ်တာအဲ့ဒီအဆင့်ထိအခုကနေဒါမှာဖြစ်နေနော်အဲ့ဒီအဝင်ထွက်ကိုဘသူကကဲဒီမြေကတော့ကဲငါဒီနေမြေကတော့ငါတို့ကိုအစိုးရကပေးထားတဲ့နေမြေဖြစ်တဲ့အတွက်အဝင်ထွက်ငါတို့လက်ထဲမှာရှိတယ်ဆိုတာသူတို့မှမရှိဘူးဒါနေတိုင်းရင်းသားတွေထဲမှာအဲ့ဒီ power ကိုမရှိတာဘသူကအဲ့ဒီအဝင်ထွက်ကိုကင်တာလဲဆိုရင် federal ကနေအဲ့ဒီသူတို့ဂျာမှာcustom တခုလုပ်လိုက်တယ်အဲ့ဒါကကနေဒါအစိုးရကနော်အဲ့ဒီ ethnic မဟုတ်ရင်အဲ့ဒီ native တွေရဲ့အဲ့ native တွေမဟုတ်ဘူးဆိုတော့ကျွန်တော်မြန်မာနိုင်ငံကလည်းအဲ့လိုပုံစံဖြစ်လာမလားသဘောပြောချင်တာနော်အဲ့ဒီခါကျတော့ကျွန်တော်တို့ကမြန်မာနိုင်ငံကျွန်တော်ကောင်းစေချင်တယ်အခုဒီမှာအဖြူတွေနဲ့ Canadian တွေနဲ့ဟလာဒါလည်းပြောရင် North American တွေနဲ့တွေ့တဲ့အခါမှာသူတို့ကိုပြောရင်ကဘာမှာ longest civil war ဘယ်မှာလဲဆိုတာသိလားသူတို့မသိဘူး longest civil war more than 50 years civil war ဘယ်နာဖြစ်လဲမြန်မာနိုင်ငံဘယ်မှာဖြစ်နေတယ်ဟောတကယ်လားကဲ online မှာကြည့်လေကြည့်တော့အော်ကြတာအခုကျွန်တော် long ဆက်လက်ပြီးတော့ civil war ဖြစ်နေတယ် civil war ဒါကြောင့်အခုကျွန်တော်တွားနေတာကျွန်တော်ဖြစ်နေတာကိုလည်းနားလည်ကြရအောင်အဲ့ဒီဖြစ်နေရကနေဘယ်ဘက်ကိုကျွန်တော်ဥတည်နေတာလဲဆိုတာလေကျွန်တော်နားလည်ဖို့လိုအပ်တယ်နော်သုံးသက်ကြရအောင်အဲ့ကြောင့်ဥဆောင်တဲ့သူရှိတယ်လို့လိုက်နာတဲ့သူလည်းရှိတင်တယ်ပံ့ပိုးတဲ့သူလည်းရှိတင်တယ်ဆိုတော့ကျွန်တော်ဒီတွန်လှရေးမှာကျွန်တော်ပြန်လန်းစဉ်ကိုတွားနေပါတယ်တနိုင်ငံလုံးလမ်းစဉ်ပဲဘွဲကိုကျွန်တော်ဥတည်နေပါတယ်နောက်အဲ့ဒီထဲကကျွန်တော်ချင်းနေ
ဘယ်ဥပက္ခဥတည်နေဝန်နေစရာများရှိပါတယ်ဆက်လက်ပြီးတော့နောက်ဆင်းနေကြတာပေါ့နော်အဲ့လောက်ပါဒီစီဟုတ်ကဲ့ကျေးဇူးတင်တယ်လက်ကောပါလေးချင်းမြင်ပေးရှင်ပါတယ်စလိုက်ทั้งแต่ဆွေးနွေးသွားတာဒီအရင်တော့ဖြစ်ခဲ့တဲ့အရာလေးတွေကိုလည်းတုံ့တက်ဆွေးနွေးသွားတဲ့ပုံမှာကျွန်တော်စိတ်ထဲမှာပေါ်လာတာလေးရှိတယ်ကျွန်တော်တို့ Aizol မှာနေတော့2000ခွင်မဟာရွှေဝါရောင်တော်လိုင်းရေးပေါ်ပေါက်လာတယ်အဲ့ဒါ2008သူတို့ချီဦးကိုအတီးပြုဖို့လုပ်တဲ့ခါမှာကျွန်တော်တို့ဒီမီဇိုရမ်မှာနေဆက်ဒီကိုဆေးမိမှကျွန်တော် vote no company ကျွန်တော်တို့တောက်လျှောက်လုပ်တဲ့ pamphlet တွေဝေတာတွေကျွန်တော်နေဆက်ဒေတာမှာရှိတဲ့အခြေရွာလူကြီးတွေခေါ်ပြီးမှကျွန်တော်တို့ဟောပြောပွဲတွေလုပ်တယ်ဒီအဲ့ဒါချေဦးရဲ့အခြေအနေတွေကိုအတတ်နိုင်ဆုံးကျွန်တော်တို့နားလည်သလောက်ရှင်းပြတာဒီကျွန်တော်လုပ်ခဲ့ကြတယ်အဲ့ဒါချေဦးကိုသူတို့2008ချေဦးကိုသူတို့အတီးပြုဖို့ရန်အတွက်လုပ်တဲ့ချိန်မှာကျွန်တော်တို့ဒီ2000ခွေမာနာကစ်မုံတိုင်းအကြီးကျယ်မြန်မာနိုင်ငံမှာကြားရောက်တဲ့အခါမှာလူပေါင်းသိန်းနဲ့ချီတည်ရကြတဲ့နေမှာ2008ချေဦးကိုသူတို့အတင်းအဓမ္မသူတို့ဟာဒီအတီးပြုပြီးမှအတိမတ်ပြုခဲ့ကြတယ်ဒီလောက်ထိပြည်သူလူထုတွေကိုဘယ်လိုခေါ်မလဲမငဲ့ညာတဲ့ဒီအာနာရှင်စစ်အစိုးရတွေဖြစ်တယ်ဆိုတာကိုကျွန်တော်ကမိမောင်းထုတ်ပြချင်တာဖြစ်ပါတယ်ဒီလောက်ထိပြည်သူလူထုတွေမြင့်ရကြပြီးမှဒုက္ခဆင်းရဲထဲမှာဒီနာဂရက်မှုန်တိုင်းကြောင့်လူပေါင်းသိန်းနဲ့ချီတည်နေတဲ့ကြားတဲ့နေမှာဒါသူတို့ဒီရှေးဥကိုအတီးပြုတ်ပေးနိုင်ဖို့ရန်အတွက်ကိုသူတို့ရွှေ့ဆိုင်ခြင်းမရှိဘဲနဲ့ဒါသူတို့ရဲ့လှုပ်ချင်တဲ့ဆန္ဒတစ်ခုတည်းကိုပဲဦးစားပေးပြီးမှသူတို့ဟာအတင်းအဓမ္မအတီးပြုတ်ခဲ့တဲ့ရှေးဥဖြစ်ပါတယ်အဲကြောင့်ဘလို့ပဲဖြစ်ဖြစ်ဒါကျွန်တော်တို့ဒီ2008ရဲ့ရှေးဥဟာကျွန်တော်တိုင်းပြည်အတွက်အမတန်မှဆိုးရွားတဲ့ဒါအခြေခံဥပဒေမူကြမ်းဖြစ်တယ်ဆိုတာကိုပြောကြားခြင်းနဲ့ကျွန်တော်တို့လက်ရှိအခြေအနေအရကိုကျွန်တော်တို့သုံးသပ်ကြည့်မယ်ဆိုရင်ဒါကျွန်တော်တို့မြန်မာတိုင်းနိုင်ငံလုံးမှာအခုလိုကျွန်တော်တို့ဒီနွေဦးတော်လှန်ရေးဖြစ်ပေါ်လာတဲ့နောက်ပိုင်းမှာဒါလူဦးရေတန်းပေါင်း3တန်းကျော်ကျွန်တော်တို့ဟာထွက်ပြေးတိမ်းရှောင်နေရတဲ့အခြေအနေမျိုးကျွန်တော်ရောက်ရှိနေတယ်ကျွန်တော်ချင်းပြည်နယ်မှာဆိုရင်ကျွန်တော်ချင်းပြည်နယ်ရဲ့လူဦးရေထက်ဝက်နီးပါး3,800,000လောက်ဒီ IDP နဲ့ကျွန်တော်တို့ဒီနေဆက်အတီးတီးအိန္ဒိယနိုင်ငံမှာတော်လကောင်းကျန်တဲ့နိုင်ငံတွေမှာတော်လကောင်းကျွန်တော်ထွက်ပြေးတိမ်းရှောင်နေရတဲ့လူဦးရေဟာကျွန်တော်တို့ချင်းပြည်နယ်ရဲ့လူဦးရေထက်ဝက်နီးပါးလောက်ကျွန်တော်တို့ကြုံတွေ့နေရတဲ့အနေအထားကိုရှိတယ်အဲ့တဲ့အရာတွေကိုကျွန်တော်တို့သုံးသပ်ကြည့်မယ်ဆိုရင်တော့တကယ်ကိုရစ်နာစရာကောင်းပါတယ်ခုနပြောသလိုပဲကျွန်တော်တို့အခုလက်ရှိဒီနေ့သတင်းထဲမှာဆိုရင်ဒါပြည်မပိုင်းမှာဆိုရင်ဒါသူတို့လူချင်းတဲ့နေရာနယ်မြေရှိလို့ရှိရင်တော့ဒါတပ်ပိုင်နယ်မြေဆိုပြီးမှသူတို့ကတင်လိုက်တာပဲဒါပြည်သူလူထုတွေဘိုးဘွားစင်ဆက်ပိုင်လာခဲ့တဲ့လှုပ်ရှားခဲ့တဲ့လေယာမြေတွေဆိုတော့သူတို့နားလည်မှုမရှိဘူးသူတို့လူချင်းပြီဆိုတော့အကြောင်းမျိုးမျိုးပြပြီးမှသူတို့ဟာအတင်းအဓမ္မလူယူကြတာပဲဥပဒေဆိုတာသူတို့ရဲ့လက်ထဲမှာပဲရှိတယ်ဥပဒေရဲ့အထက်မှာသူတို့ကထိုင်နေကြတာဖြစ်တယ်အဲ့ဒီလိုကျွန်တော်တို့ပြည်သူလူထုကိုညှဉ်းပန်းနှိပ်စက်ပြီးမှအတင်းအဓမ္မပြုကျင့်နေတဲ့အစိုးရကိုကျွန်တော်တို့ရှေ့ဆက်ပြီးမှကျွန်တော်တို့ဘယ်လိုလက်ခံနိုင်ကြမလဲဒီစနစ်ဆိုးကြီးကိုဒီစနစ်ကိုကျွန်တော်တို့ကမပြုတ်ပြင်မပြောင်းလဲနိုင်တဲ့၍ကျွန်တော်တို့ဟာကဘာနဲ့ရင်ပေါင်တန်းဖို့မပြောနဲ့ဒီအရှိတောင်အာရှမှာလဲကျွန်တော်တို့အစင်းရဲ့အမွဲတေဆုံးဘဝကိုကျွန်တော်တို့ရှစ်ဆက်ကျွန်တော်တို့ကကြုံတွေ့နေရမှာပဲပြည်သူလူထုတွေဒုက္ခဆင်းရဲပေါင်းမြောင်များစွာကိုခံနေရမှာပဲဒီထက်ကျွန်တော်တို့တကောင်းထက်ညှိမနဲ့တော့ဘူးဒီထက်ကျွန်တော်တို့အဆိုးကိုကြုံတွေ့เสียလဲကျွန်တော်တို့မှာထပ်ပြီးမှမရှိတော့ဘူးဒီအတိုင်းတာထိကျွန်တော်တို့တောင်းပြီးမှခံနိုင်ခဲ့ပြီးပြီဆက်လက်ပြီးမှကျွန်တော်တို့ရှေ့ဆက်သွားနိုင်ဖို့ရန်အတွက်ဒီတော်လှန်ရေးကြီးအောင်မြင်နိုင်ဖို့ရန်အတွက်မပြီးမချင်းရှေ့ဆက်တော်လှန်ဖို့ရန်အတွက်ပဲကျွန်တော်တို့မှာရှိတယ်ကျွန်တော်နိုင်ငံတကာကိုကျွန်တော်တို့ထောက်ပံ့ဖို့ရန်အတွက်အားကိုးနေစရာလည်းမလိုဘူးကျွန်တော်တို့ပြည်သူမှပြည်သူရှိတယ်ကျွန်တော်တို့အားလုံးညီရင်ဒီအရွက်တစ်ခုကိုကျွန်တော်တို့မတွင်းလိုက်နိုင်စရာအကြောင်းမရှိဘူးကျွန်တော်တို့အားလုံးစီးလုံးဖို့ပဲလိုတယ်စစ်အာဏာရှင်အကြောက်ဆုံးကလက်နက်ခဲယမ်းနေမဟုတ်ဘူးကျွန်တော်ပြည်သူလူထုတွေအားလုံးစီးလုံးညီညွတ်သွားမှာကိုသူတို့အကြောက်ဆုံးဖြစ်တယ်ဒါကိုသိရသားနဲ့ဒီအချိန်မှာຫນွေဦးတော်လိုင်းမှာပေါက်ဖွာလာကြတဲ့အဖွဲ့အစည်းတီးတီးပေါ်မှာတော်လကောင်း EAO ERO တွေပေါ်မှာတော်လကောင်းကျွန်တော်တို့ဒီကနေ့အချိန်ထိစစ်အာဏာဆုံးအကြောက်ဆုံးဖြစ်တဲ့စုပေါင်းမှုစုစည်းမှုတရားကိုကျွန်တော်တို့ဘာဖြစ်လို့ကျွန်တော်မတိဆောက်နိုင်ကြသလဲဒါကိုတေချာစဉ်းစားကြည့်ကြပါကျွန်တော်တို့တကယ်တမ်းအမိမြန်မာနိုင်ငံကြီးကိုကိုယ့်ရဲ့ပြည်နယ်ကြီးကိုကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်တကယ်ရရှိစေခြင်းနဲ့စိတ်ဆန္ဒတကယ်ရှိတယ်ဆိုရင်တော့ကိုယ့်ရဲ့အတ္တမာနတွေကိုခွာချပြီးမှကျွန်တော်တို့လိုချင်တဲ့
Federal Democracy လမ်းကိုရှောက်လန်းနိုင်ဖို့ရန်အတွက်ရရှိနိုင်ဖို့ရန်အတွက်ကျွန်တော်တို့စုစည်းဖို့ရန်အတွက်အမတန်မှအရေးကြီးတယ်ဒီအချိန်မှာတဦးတယောက်တစ်ဖွဲ့တစ်စည်းတဲ့နဲ့အဖွဲ့အစည်းတစ်ခုတည်းနဲ့ကျွန်တော်တို့ဘလောက်ပဲတော်လန်လန်ဘလောက်ပဲတိုက်ဒီအာဏာရှင်စနစ်ဆိုးကြီးကိုတွန်းလှန်ဖို့ဆိုတော့ဘလို့မှမဖြစ်နိုင်ဘူးငွေရေးကြေးရေးလက်နဲ့ခဲယမ်းလူဝင်အားအစအစအရာရာကျွန်တော်တို့ထက်အစပေါင်းမြောက်များစွာကျွန်တော်တို့ထက်အသာစီးကနေမှရှိနေတယ်အဲ့ဒါကိုကျွန်တော်တို့တည့်ရသားနဲ့ဒီကနေ့ချိန်ထိကျွန်တော်တို့ပူပေါင်းဆောင်ရွက်မှုအားကောင်းကောင်းနဲ့ကျွန်တော်တို့80ပါဖဲလို့မသွားနိုင်တယ်လေဒီအချိန်မှာကျွန်တော်တို့မေးခွန်းထုတ်စရာတွေကျွန်တော်တို့ရှိလာပြီပြည်သူလူထုထောက်ခံအားပေးမှုမရှိတဲ့တော်လှန်ရေးဟာဘယ်တော်လှန်ရေးမှာကျွန်တော်တို့အောင်မြင်တာမရှိဘူးမြန်မာနိုင်ငံမှာဒီလောက်ကြီးကျယ်ခမ်းနားတဲ့တော်လှန်ရေးဟာဒီအခွင့်အရေးဟာကျွန်တော်တို့ဘယ်တော့အခါမှကျွန်တော်တို့ပြန်ရဖို့ရန်အတွက်ကျွန်တော်တို့မျှော်လင့်စရာမရှိတော့ဘူးဒီလောက်ကြီးမားတဲ့ဒီလောက်ကောင်းတဲ့အခွင့်အရေးကြီးကိုကျွန်တော်တို့လက်လွတ်အဆုံးရှုံးခံသွားမယ်ဆိုရင်တော့ကျွန်တော်တို့စစ်အာဏာရှင်စနစ်ဆိုးရက်နေမှာကျွန်တော်တို့တက်တလုံးနှစ်ပေါင်းရာကျော်ကျွန်တော်လွတ်မြောက်ဖို့ရန်အတွက်လမ်းမရှိတော့ဘူးဒါကိုကျွန်တော်စိတ်သက်ကြဖို့ရန်အတွက်ကျွန်တော်ပြောတာမဟုတ်ဘူးကျွန်တော်စီလုံးဖို့ရန်အတွက်စုစည်းဖို့ရန်အတွက်ဘယ်လောက်ထိအရေးကြီးတယ်ဆိုတာကိုကျွန်တော်ကမိမောင်းထုတ်ပြချင်တာဖြစ်တယ်တေချာစဉ်းစားကြည့်ကြပါအခုကျွန်တော်တို့ SCEF ပေါ်လာပြီ Federal Council ကျွန်တော်တို့ပေါ်လာပြီဒီဟာကိုကျွန်တော်တို့အများကြီးအကောင်းဆုံးဖြစ်အောင်ကျွန်တော်တို့အားပေးဖို့ရန်အတွက်အရေးကြီးတယ်ဒီအချိန်မှာစင်နဲ့မကောင်းကြောင်း NUG မကောင်းကြောင်းဟိုအဖွဲ့မကောင်းကြောင်းကျွန်တော်တို့အော်နေရမယ့်ချိန်ဘူးပြောနေရမယ့်ချိန်လည်းမဟုတ်ဘူးအဖွဲ့အစည်းတိုင်းမှာအားနည်းချက်ဆိုတာရှိတယ်100% perfect ဖြစ်တဲ့အဖွဲ့အစည်းဆိုတာမရှိဘူးတရားမှတရားပဲအဖွဲ့အစည်းမှပြည့်စုံတယ်ဆိုတာလည်းမရှိဘူးကဘာမှာရှာကြည့်တွေ့လဲတွေ့မှာမဟုတ်ဘူးအားနည်းချက်ဒီအဖွဲ့အစည်းတိုင်းမှာထောက်မယ်ဆိုတော့ထောက်ပြစရာအများကြီးပဲမပြည့်စုံတဲ့ကြားတဲ့နေမှာဒီအတိုင်းတာထိကျွန်တော်တို့ရှောက်လန်းနိုင်ခဲ့ပြီးပြီကျွန်တော်တို့ရှောက်လန်းနေတဲ့လမ်းကြောင်းကိုကျွန်တော်တို့မကူညီချင်းနေပါအဖြစ်သဘောမျိုးနဲ့အဖြစ်စည်းသမားပုံစံမျိုးနဲ့ကျွန်တော်တို့ online media ပဲဖြစ်ဖြစ်အရေးသားတွေပဲဖြစ်ကျွန်တော်တို့မပြုတ်လောက်ကြဖို့ရန်အတွက်ကျွန်တော်အနေနဲ့အနုညွတ်တောင်းပန်လိုတယ်တော်လိုင်းမှာကျွန်တော်တို့အားနည်းချက်အားသာချက်တွေကိုသိတယ်ဆိုရင်တက်နိုင်တဲ့ဖက်ကနေမှအားနည်းချက်ကိုအားသာချက်ဖြစ်အောင်ကျွန်တော်တို့ဘယ်လိုပံ့ပိုးကြမလဲဘယ်လိုကူညီကြမလဲဘယ်လိုထောက်ပံ့ကြမလဲဆိုတဲ့အကောင်းမြင်ဝါဒနဲ့အတိတရားတွေကိုကျွန်တော်ပြုပြင်ပြီးမှကျွန်တော်တို့ရဲ့သဘောထား attitude တွေကိုပြုပြင်ပြောင်းလဲဖို့ရန်အတွက်အင်မတန်မှအရေးကြီးပြီကျွန်တော်တို့ရဲ့ mindset အတွေးခေါ်တွေကိုလည်းကျွန်တော်ပြုပြင်ဖို့ရန်အတွက်အင်မတန်မှအရေးကြီးတယ်ဒီအချိန်မှာကိုယ့်ရဲ့အဖွဲ့အစည်းရေရှည်တည်တံ့ခိုင်မြဲနိုင်ဖို့ရန်အတွက်တခုတည်းကိုပဲကြည့်လို့မရတော့ဘူးကျွန်တော်ချင်းပြည်ကြီးပဲလွတ်မြောက်သွားပါစေရခိုင်ပြည်ကြီးပဲလွတ်မြောက်သွားပါစေနေပြည်တော်ကိုကျွန်တော်တက်မသိမ့်နိုင်တဲ့၍မင်းချမ်းသေးဘူးဆိုတာကိုကျွန်တော်နားလည်ထားဖို့ရန်အတွက်အမတန်မှအရေးကြီးတယ်ဒီချိန်မှာအခုလက်တလုံးမှာကျွန်တော်တို့ဖြစ်ပေါ်နေတဲ့အရာတွေကိုသုံးသပ်ကြည့်မယ်ဆိုရင်အမတန်မှစိတ်မကောင်းစရာအရာတွေလည်းကျွန်တော်ကြုံတွေ့နေရတယ်အခုလက်တလုံးမှာຫນွေဦးတော်လှန်ရေးထဲနေမှာပေါက်ဖွာလာတဲ့အဖွဲ့အစည်းတွေလည်းဒါကျွန်တော်တို့ကြားသိရတဲ့အတိုင်းပဲရက်တရာစီမံကိန်းငြိမ်းချမ်းရေးဖိတ်ခေါ်တဲ့အထဲမှာဒါ73ဖွဲ့နဲ့မှလက်မှတ်ထိုးတယ်ဆိုတာကိုလည်းကျွန်တော်ကြားသိရတယ်အဲ့ထက်မှຫນွေဦးတော်လှန်ရေးထဲနေမှာပေါက်ဖွာလာတဲ့အဖွဲ့အစည်းကျွန်တော်တို့ချင်းတိုင်းသားတဲ့နေမှာ CNO အဖွဲ့တွေဒါသူတို့လက်မှတ်ထိုးတဲ့အဆင့်ထိတော့မရောက်သေးဘူးဆိုတာကျွန်တော်တို့သိရတယ်ဒါတွေ့ဆုံဆွေးနွေးမှုကတော့သူတို့ပြုတ်လဲလို့ဆိုတော့အခိုင်အမာကျွန်တော်တို့ကြားသိနေရတဲ့အခါမှာအင်မတန်မှစိတ်မကောင်းစရာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့ရဲ့ CB အဖွဲ့ဝင်ဖြစ်တဲ့ CPU CBL တွေအသေးအတန်ချင်းပြည်တောင်ပိုင်းမှာသူတေကိုတေတက်ကိုယ်တော်မှပဒနာမထားဘဲနဲ့အကြီးကျယ်တိုက်ပွဲဆင်နွှဲမှာခုခံနေရတဲ့အချိန်မှာအခုလိုသူတို့ရဲ့အဖွဲ့ဝင် member တယောက်ကစစ်ကောင်စီနဲ့တွေ့မှစကားပြောတယ်ဆိုတာကဒါသူတို့ရဲ့ယုံကြည်မှုသူတို့မျှော်လင့်ထားတဲ့အရာတွေကိုရိုက်ချိုးဖြစ်လိုက်တာနဲ့အတူတူပဲဒီအချိန်မှာကျွန်တော်တို့ဆွေးနွေးဖို့အတွက်စကားစပွဲဝိုင်းထဲမှာထိုင်ဖို့ရန်အတွက်ကျွန်တော်တို့အစဉ်သင့်ဖြစ်ပြီလားတေချာစဉ်းစားဖို့ရန်အတွက်အရေးကြီးပါတယ်စစ်ပွဲကိုနိုင်ငံရေးအနေနဲ့ကျွန်တော်တို့အဆုံးသတ်ရမယ်ဆိုတာမှန်တယ်စစ်ပွဲနဲ့အဆုံးသတ်လို့မရဘူးဆိုတာကျွန်တော်တို့သိတယ်နားလဲတယ်နောက်ဆုံးမှာနိုင်ငံရေးစကားဝိုင်းစပွဲဝိုင်းမှာကျွန်တော်တို့တနေ့စကားပြောရမယ်ဆိုတော့လဲကျွန်တော်တို့အားလုံးကသိရှိနားလည်ကြတယ်ဒါပေမဲ့အချိန်အခါဆိုတာရှိတယ်ဒီအချိန်ကိုကျွန်တော်သုံးသပ်ဖို့ရန်အတွက်ဒီအချိန်မှာကျွန်တော်ချင်းလူမျိုးတွေအနေနဲ့နိုင်ငံရေးစကားဝိုင်းမှာကျွန်တော်တို့
တွားဖို့ရန်အတွက်ကျွန်တော်တို့အစဉ်သင့်ဖြစ်နေပြီလားဒီတူလူထုဆန္ဒမပါတဲ့ဒီငိမ့်ချိုင်းလမ်းကြောင်းဟာကျွန်တော်တို့အောင်မြင်ဖို့ရန်အတွက်ခင်ဗျားတို့မျှော်လင့်မထားနဲ့မိဘပြည်သူလူထုတွေရဲ့ CSO တို့ဒီကျန်တဲ့အဖွဲ့အစည်းတွေဘာသာရေးအဖွဲ့အစည်းအားလုံးကိုကျွန်တော်တို့ဆွေးနွေးတိုင်ပင်ပြီးမှအကောင်းဆုံးကျွန်တော်တို့ရလက်တစ်ခုကိုရပြီးမှကျွန်တော်တို့လူချင်းနဲ့ကျွန်တော်ချင်းပြည်အတွက်ကျွန်တော်လူမျိုးတွေအတွက်ဘယ်လိုမူတွေဘောင်တွေနဲ့ policy တွေနဲ့ကျွန်တော်တို့ယူသွားမလဲစကားဝိုင်းမှာကျွန်တော်တို့ဘာတွေတည်ဆောင်သွားမလဲဆိုတဲ့အတိုင်းအတာတွေအခိုင်အမာကျွန်တော်တို့မှာရှိပြီးမှသာလေဒါကျွန်တော်တို့စကားပြောဖို့ရန်အတွက်စင်တဲ့ဖြစ်မှာဖြစ်တယ်ကိုယ့်အဖွဲ့ကောင်းစားရေးနော်ကိုယ့်ရဲ့ရပိုင်ခွင့်ရလူခွင့်တွေကိုပဲကြည်ပြီးမှကျန်တဲ့လူတွေဘာပဲဖြစ်ဖြစ်ဆိုတဲ့ပုံစံမျိုးနဲ့အမျိုးသားရေးကိုတစ္ဆာဖောက်ပြီးမှခွဲထွက်လို့မရဘူးခင်ဗျားတို့တမိုင်းတရားခံဖြစ်မယ်ဒါပုဂ္ဂိုလ်ရေးရကျွန်တော်မုန်းတီးလို့ပြောတာမဟုတ်ဘူးဘယ်သူဘယ်ဝါမှလည်းဥတီမှကျွန်တော်ပြောတာမဟုတ်ဘူးဖြစ်တဲ့ဖြစ်ထိုက်တဲ့ဟာကိုအရှိတရားကိုကျွန်တော်လက်ခံနိုင်ဖို့ရန်အတွက်ကျွန်တော်ကဒီကနေ့ရမှာပြောနေရခြင်းဖြစ်တယ်အဲကြောင့်ဘလို့ပဲဖြစ်ဖြစ်တေချာစဉ်းစားကြပါကျွန်တော်တို့ဒီစနစ်ဆိုးကြီးကိုမတွင်းလန့်နိုင်တဲ့၍ကျွန်တော်တို့ဟာရှစ်ဆက်ပြီးမှတော်လှန်နေကြမှာဖြစ်ပါတယ်ကျွန်တော်တို့ဟာဇွဲမရွှဲဖို့အရာအတွက်အမတန်မှအရေးကြီးတယ်စိတ်တက်ကိုခိုင်ခိုင်မာမာထားဖို့ရန်အတွက်အမတန်မှအရေးကြီးတယ်ဆိုတဲ့အကြောင်းပြောကြားချင်တယ်ခုချိန်မှာတော့ညီငယ်မနာကိုခဏအချိန်ပေးအောင်နော်စင်သစ်ဖြစ်ရင်တော့ဟုတ်ကဲ့ပါကန်လက်ဆိုတဲ့ချက်နေအဖြစ်ပါဝင်ချင်ပါတယ်စပေးလိုက်လေမြတ်တာနဲ့ချစ်လိုက်လေတရားစိတ်တော့ကားတဲ့ဝေဒနာခံစားခဲ့ရသူဘေးကူလို့နဲ့သိမ့်ပေကြုံလာတဲ့တတမှာဆုံလာတဲ့ဘဝတွေကိုဘူကြီးကဖေးမှချင်းwhen they lonely bachi de say chete dure nya twe tu le twe lo a ku me bi mya like ba ti chin ne he ma like ba lu dai twe a chin na ka le la ni meစပေးလိုက်လေမြတ်တာနဲ့ရှစ်လိုက်လေတရားစိတ်တော့ကားတဲ့ဝေဒနာခံစားခဲ့ရသူဖေကူလို့နဲ့သိမ့်ပေကြုံလာတဲ့သက်တာမှာဆုံလာတဲ့ဘဝတွေကိုဘူကြီးကဖေးမှရှိတဲ့သူတွေများတွေ့သူလက်ထွဲတော့အာကူမဲပြပြလိုက်ပါတီချင်းနဲ့ဖေးမလိုက်ပါလူတိုင်းတွေ့ကျန်ကလာလာနေမယ်ဒီ
ချမ်းမဝေးကွာနေတဲ့လူသားများတဲ့ဟောဒီကဘာရဲ့လိုနေသူဖေးမလိုက်ပါလူသားတွေချင်းမဲ့ဒုက္ခနဲ့မျက်ရည်တွေလဲကူညီသူကဲမဲ့လို့လေလူပုံပြစ်တာနဲ့ဝင်နေလို့နေကဘာကြီးတဲ့စိတ်ပြတ်တဲ့သူတွေများတွေသူလက်ထွဲလို့အားကူမဲ့ဖေးမလိုက်ပါတီချင်းနဲ့ My life baludatre Ajena kalena nime Oh heyစိတ်ပြတ်တဲ့သူတွေများတွေအတူလက်တွဲလို့အားကူမဲ့ပြင်းများလိုက်ပါတီချင်းနဲ့ပြင်းမလိုက်ပါလူတိုင်းတွေအကျဉ်းကလည်းလာနေမယ်ဝန်နေလို့နေကပါကြည့်တဲ့စိတ်ပြတ်တဲ့သူတွေများတွေတွဲလို့အားကူမဲ့ပြင်းပြလိုက်ပါတီချင်းနဲ့ဖေးမလိုက်ပါလို့တိုင်းတွဲအကျဉ်းကလည်းလာနေမယ်ဝင်နေလို့ဒီပါချီနဲ့စိတ်ပြတ်တဲ့သူတွေများတွဲအတူလက်တွဲလို့အားကူမဲ့ပြင်းပြလိုက်ပါတီချင်းနဲ့ဖေးမလိုက်ပါလို့တိုင်းတွဲJenna Canada name ကျေးဇူးတင်ပါတယ်လက်ခေါ်ပါလေချီမှာပြောပေးချင်ပါတယ်ညီငယ်မနာတော့နော်ဘာတချင်းပဲဆူဆူတကယ်ကိုနားထောင်လို့ကောင်းတယ်တန်ပါဝါလဲအမတန်မှကောင်းပါတယ်ကျွန်တော်ရှစ်ဆက်ပြီးမှအစီအစဉ်ကိုသွားပါမယ်စလိုက်ထန်းတဲ့ဘက်ဆက်ပြီးမှချိန်ပေးခြင်းနဲ့စလိုက်ထန်းတဲ့ကိုချိန်မပေးခင်လေပြောစီခြင်းတဲ့ຢာလေးတခုလည်းရှိပါတယ်ကျွန်တော်တို့လက်ရှိခုနကျွန်တော်ပြောသွားသလိုပဲပေါ့နော်ဒါကျွန်တော်တို့ဒီ NCA လမ်းကြောင်းပဲဖြစ်ဖြစ်ဒါကျွန်တော်တို့စကားမနဲ့လက်ရှိရွေးတူအစိုးရနဲ့ကျွန်တော်တို့တွေ့ဆုံဆွေးနွေးဖို့ရန်အတွက်ဒါခုလိုကျွန်တော်တို့ရတ္တရစီမံကိန်းမှာဒါ73ဖွဲ့အနေနဲ့ဒါသူတို့တွေ့ဆုံဆွေးနွေးနိုင်ခဲ့တယ်ဆိုတာကိုသူတို့ပြောလာတဲ့အခါမှာဒါကျွန်တော်တို့ချင်းအမျိုးသားအနေနဲ့ပေါ့နော်ဒါကျွန်တော်တို့ဘယ်လိုပဲဖြစ်ဖြစ်ဒါနောက်ဆုံးအရာကျွန်တော်တို့လိုချင်တဲ့အတိုင်းအတာကိုရရှိပြီဆိုတော့ဒါချင်းတစ်မျိုးသားလုံးကျွန်တော်တော်လိုင်းလုပ်နေတဲ့သူအားလုံးဟာဒီချင်းမျိုးသားရေးနဲ့ပတ်သက်ပြီးမှချင်းမျိုးသားတည်ဆောက်ရေးမှာကျွန်တော်တတန်နဲ့ထွက်ဖို့ရန်အတွက်အမတန်မှအရေးကြီးပါတယ်တယောက်တစ်ပေါက်အနေနဲ့ကျွန်တော်တို့ဟာငင်းချင်းသွားစကားပြောလို့မရပါဘူးအရင်တော့ကကျွန်တော်တို့ CNF အနေနဲ့ငင်းချင်းစကားသွားပြောရဲဆိုတာကချင်းတမျိုးသားလုံးမှာဒါ CNF ပဲဖြစ်လို့ရှိလို့ဒါကျွန်တော်ချင်းတမျိုးသားလုံးကိုကိုစားပြုပြီးမှငင်းချင်းလမ်းကြောင်းကိုတွားခဲ့တာဖြစ်ပါတယ်ဒီအချိန်မှာကျွန်တော်တို့အဖွဲ့အစည်းပေါင်းမြောက်များစွာကျွန်တော်တို့ရက်တီလာတဲ့အခါမှာဒါကျွန်တော်တို့ဘယ်လိုပဲဖြစ်ဖြစ်ဒါချင်းတမျိုးသားလုံးကိုကျွန်တော်တို့ကူစားပြုနိုင်ဖို့ရန်အတွက်အဖွဲ့အစည်းအားလုံးညီညီညွတ်ညွတ်နဲ့ကျွန်တော်တို့တတန်နဲ့ထွက်ဖို့ရန်အတွက်အင်မတန်မှအရေးကြီးပါတယ်တတန်နဲ့ထွက်ပြီးမှကျွန်တော်မသွားနိုင်တဲ့ရွေးကတော့ကျွန်တော်တို့ချင်းပြည်နယ်ကြီးဟာအစိတ်စိတ်မွာမွာနဲ့ကျွန်တော်တို့ဖတ်ဆယ်မရတဲ့ပြည်နယ်တစ်ခုကိုကျွန်တော်တို့ချင်းလန်းဖြစ်သွားနိုင်တယ်ဆိုတာကိုကျွန်တော်တို့ဒီအချိန်မှာသိရှိနားလည်ဖို့ရန်အတွက်အင်မတန်မှအရေးကြီးပါတယ်အခုကျွန်တော်တို့ဒီစင်အုံနေနဲ့သူတို့တွေ့ဆုံဆွေးနွေးမှုအပေါ်တုံ့တက်စေခြင်းနဲ့ဒါကျွန်တော်တို့အခြေအနေကရလက်ကောင်းဒါတွေဘာတွေရှိနိုင်မလဲစိုးကျိုးဘာတွေရှိနိုင်မလဲပေါ့နော်ဒါသူတို့ရဲ့အခုချိန်မှာတွားပြီးမှတွေ့ဆုံနေဆိုတာကအချိန်ရောကိုက်ညီရဲ့လားပေါ့နော်လက်ရှိကျွန်တော်တော်လှန်ရေးလုပ်နေတဲ့သူတွေအတွက်ဘယ်အတိုင်းအတာထိကျွန်တော်တို့အနှောက်အယှက်ဖြစ်သွားနိုင်တယ်လဲပေါ့နော်ဒါသူတို့ရဲ့အဖွဲ့အစည်းတစ်ခုတည်းကောင်းစားဖို့အတွက်ယက်တီဖို့ရန်အတွက်ဒါသူတို့ရွေးချယ်လိုက်တာလားဆိုတဲ့ဟာတွေကကျွန်တော်တွေးစရာတွေအများကြီးကျွန်တော်တို့တော်လှန်ရေးလုပ်နေတဲ့သူတွေထဲမှာအမျိုးမျိုးအတွေးတွေဝင်လာတဲ့အနေအထားကိုကျွန်တော်ကြုံတွေ့နေရတဲ့အခါမှာလက်ရှိမှာကျွန်တော်တို့ချင်းတစ်မျိုးသားလုံးစိတ်မကောင်း
ရတဲ့အနေအထားကိုကျွန်တော်တို့ကြုံတွေ့နေရတဲ့အဖြစ်မျိုးကျွန်တော်တို့ကြုံတွေ့နေရပါတယ်အဲ့တဲ့အနေအထားကိုဒါစလိုက်ထောက်တဲ့ရဲ့အမြင်လေးနဲ့တွေးခေါ်လေးတွေကိုသုံးသပ်စေချင်တယ်ဆိုတာလေးကိုကျွန်တော်အနေနဲ့ပြောချင်ပါတယ်အခုချိန်မှာတော့စလိုက်ထောက်တဲ့ကိုအချိန်ပေးသွားကြရအောင်နော် ကျေးဇူးပါပဲဟုတ်ပြီကျွန်တော်သိတဲ့အတိုင်းပဲမင်းအောင်လှိုင်ကသူကိုယ်တိုင်ကကြီးညာလိုက်တာ73ဖွဲ့နဲ့တွေ့ဆုံခဲ့တယ်ဆိုတဲ့အကြောင်းအဲ့ဒီဖွဲ့ထဲမှာ CNO National Organization ဆိုတဲ့ဖွဲ့ပါတဲ့အကြောင်းသတင်းတွေကြီးတဲ့အခါမှာအင်္ဂလိပ်လိုလွှင့်နဲ့ရေးတဲ့ article မှာလည်းပဲအဲ့ဒီအကြောင်းတွေကျွန်တော်တွေ့လိုက်ရတယ်နော် English media မှာကျွန်တော်လည်းတွေ့လိုက်ရတယ်ဆိုတော့သူတို့ကDelhi မှာသွားဆုံကြတယ်စီရင်တော်တွေကထိတ်ကလူတွေပါတယ်ဟုတ်လားပြီးရင်ကျွန်တော်ဝန်ကြီးဟောင်းလို့ပြရမလားရှင်းပြီးဝန်ကြီးဟောင်းပုလျန်လွယ်လဲပါတယ်လို့ကျွန်တော်ကြားတယ်ပြီးရင်ကျွန်တော်အိန္ဒိယဝန်ကြီးဟောင်း Exchange Minister ပူဇော်ရမ်ထန်ကကိုယ်တိုင်လည်းပါတယ်လို့ကျွန်တော်ကြားတယ်ပြီးရင်အရင်တော့က CNF ခေါင်းဆောင်ဦးဆောင်သူပြီးခဲ့တဲ့ဘုနုထန်ကပ်ပဲပါတယ်လို့ကြားတယ်အဲ့ဒါလို့နဲ့သူတို့တွေ့ဆုံချင်းရှိခဲ့တယ်ဆိုတာသိချတယ်နော်သိချတယ်ဒါတော့သိချပြီအောက်ကမီဒီယာတွေမှာဟာလာနာမည်တော့ကျွန်တော်မပြောချင်တော့ပုဂ္ဂိုလ်ထိခိုက်ပြီးတော့ပြောချင်တာတွေလည်းဖြစ်အဲ့ဒါလို့လည်းယူနိုင်တဲ့အတွက်တချို့ကတော့ရေးကြတာပေါ့လေ online မှာရေးကြတာပါဒီကတော့ကျွန်တော်လည်းမဆိုင်ဘူးကျွန်တော်တို့မသိဘူးပါညာပေါ့ဘာဖြစ်ဖြစ် CNO ရဲ့ထိတ်တကယ်ဥဆောင်တဲ့ထိတ်လူတွေနဲ့ဟုတ်လားစုံကြတယ်ဆိုတာအဲ့ဒါ official ဖြစ်ပြီဆိုတော့ဒီအဆင့်ထိသူတို့လက်မှတ်ထိုးနိုင်တဲ့အဆင့်ထိရောက်လဲဆိုတော့ကျွန်တော်တော့မဆိုလို့အားလုံးကျွန်တော်တို့ရဲ့စာတမ်းတွေကျွန်တော်လက်ထဲမှာရောက်လာတဲ့အတွက်ကျွန်တော်လည်းမကြည့်ဘူး။ဘာဖြစ်တကယ်တမ်းအင်္ဂလိပ်ဟုတ်လား English media တွေကိုယ်တိုင်ကလည်းဒီအကြောင်းတွင်းတဲ့အတွက်အဲ့ဒါမှန်တယ်ဆိုတာတော့သိချပါပြီ။ Okay ဒီ NC အခုကဒီတွေ့ဆွေးနေတာကအတူရောင်ဆိုရမတိုင်ခင်ဟုတ်လားအစိုးရမတိုင်ခင်ဒီ regime military regime 9 နှစ်အတွင်းမှာတောင်မှမြောက်လှိုင်ကခဏလာတိုင်းလိုသတင်းစာမှာလွှင့်တာပဲလေလာကြဘယ်ဖွဲ့စည်းမဆိုဟလာလက်နဲ့ချလာချက် NCA လက်ခံရမယ်ဆိုရအဓိကပဲဆိုတော့ဒါအတစ်အစမ်းမဟုတ်ဘူးတကယ်လို့ဒီလိုအဆွေးနွေးချင်တယ်ဆိုရင်တော်လန်ရေးမတိုင်ခင်ကလေးကဆွေးနွေးလို့ရပြီးသားတကယ်တမ်းပြောလိုက်ရဟလာလူသေးဟလာကိုယ်ဖွဲ့တဲ့လူတွေဟလာပြည်သူလူထုတွေအိုးအိမ်တွေမပျက်စီးမတိန်တွေအကျင့်မခံခင်ကလေးကလှုပ်ချင်တယ်ဆိုလှုပ်လို့ရပြီးသားနော်တကယ်တမ်းဆိုရင်လှုပ်လို့ရတယ်ပြောဆွေးနွေးလို့ရတယ်ဟလာဒါမဲ့ငါးနှစ်ကြော်ပြီးမှအခုကအတစ်အစမ်းလို့ပါလို့နဲ့ကျွန်တော်ဆွေးနွေးတာတွေထွက်လာတယ်ပေါ့လေဆိုတော့ဘာကိုလိုချင်တာလဲဆိုတော့သုံးသပ်စရာအများကြီးရှိတာလွန်ခဲ့တဲ့10နှစ်လောက်ကအခြေအနေနဲ့ဒီအခြေအနေမှာမတူတာလေးတွေရှိနိုင်တယ်အဲ့ဒါကလွန်ခဲ့တဲ့10နှစ်ကျော်လောက်ကNCA စိုင်းထိုးတုန်းကဆိုရင်အဲ့ဒီချိန်တုန်းကကျွန်တော်ချင်းမှာတော်လှန်ရေးဖွဲ့လေးတွေရှိပါတယ်အဲ့ဒီချိန်တုန်းကဆိုရင် CNC Chin National Council ဆိုပြီးတော့ရှိတယ် NCA ထိုးဖို့အတွက် Chin National Council နာမည်နဲ့တွားထိုးဖို့အစီအမံပြေတဲ့အကြောင်းတွေကျွန်တော်ကြားရတယ်နော်ဆိုတော့နောက်ဆုံးမှာကျတော့ဘယ်လိုဖြစ်လာလဲဆိုရင် NCA စိုင်းထိုးတဲ့
စိုင်းထိုးတော့မယ်ဆိုရင်သူတို့က CNC နဲ့မရဘူးလက်နဲ့ကန်တပ်ဖွဲ့နဲ့ထိုးရမယ်ဆိုတော့အခြေအနေမျိုးဖြစ်လာတဲ့ခါကျတော့အဲ့ဒီမှာ CNC မှာပါဝင်တဲ့အဖွဲ့တွေအားလုံးက CNF ထဲမှာ integration လုပ်လိုက်ဝင်နေပေါ့အလွယ်ပြောရင်ဥပမာပုလျက်မုံဆိုရင်လည်းပဲအရင်တော့ကဆိုရင်သူကCNLD ကနေ CNF ကိုဝင်တာကျွန်တော်ပြောမှရင်နော်ပြန်ပြင်ပေးပါနော်ကျွန်တော်သိတယ်လို့ဆိုအဲ့လိုမျိုးCNF member မဟုတ်တဲ့သူတွေအရင်တော့က CNF ပါတီမဟုတ်တဲ့သူတွေကဟိုမှာခုနကျွန်တော်ပြောတဲ့ပါတီ line ကအတူတွေကိုယ်တိုင်လည်းပဲ CNF မှာဝင်ပြီးတော့အခုထိသူတို့က CNF ဖြစ်အနေနဲ့ရည်တည်အဲ့တလို့နဲ့ CNF ကပါတီကိုအားလုံးခြုံငုံပြီးတော့ဥဆောင်ပြီးတော့ NC ကိုစိုင်းထိုးခဲ့တဲ့ဆိုတဲ့အခြေအနေအဲ့တလို့ဖြစ်ခဲ့တယ်ပေါ့ဟုတ်တယ်အဲ့တလို့ကနေကဲသူတို့ကဒီလိုကစားတယ်တို့လည်းတန်တယ်တို့ဒီလိုဝင်လာပြီးတော့ကဲကြည့်ကြတာပေါ့တကယ်တမ်း Federal Lansing ကိုကျွန်တော်သွားနိုင်မလားဆိုပြီးတော့ဟာလားအလုံးက10နှစ်ကျော်လုံးကသွားတယ်အခုကအဲ့ဒီ2008ခြေခံဥပဒေကိုကင်ပြီးတော့9နှစ်စစ်တပ်အာဏာသိမ်းပြီးတော့ကျွန်တော်အသက်ခံရတယ်ဟာလားပျက်စီးခံရတယ်အဲ့ပြီးနောက်သူတို့ကိုယ်တိုင်ကပဲရွေးကောက်ပွဲလုပ်တယ်သူတို့လိုချင်တဲ့ပုံစံနဲ့ရွေးကောက်ပွဲလုပ်လိုက်တာနော်အဲ့ဒီရွေးကောက်ပွဲလုပ်တာတောင်မှပြန်သုံးသပ်ကြည့် Sunday မှာလုပ်တာနော်ခရီးယန်နေဖျားရှိခိုးတဲ့နေ့မှာရွေးကောက်ပွဲလုပ်တာနော်တခြားတိုင်းသားတွေကျွန်တော်မဆိုလို့ဘူးချင်းတွေပြန်သုံးသပ်ကြည့်အဲ့ဒီနေ့မှာရွေးကောက်ပွဲလုပ်တာခင်ဗျားတို့တွားတဲ့သူတွေရှိတယ်နော်ပါဝင်တဲ့သူတွေရှိတယ်ပြီးရင်ဒီရွေးကောက်ပွဲကိုမကျေနပ်ဘူးမကြိုက်ဘူးဆိုပြီးတော့ဘသူကလမ်းပေါ်တက်ပြီးတော့ဆန္ဒပြတဲ့သူရှိပါတယ်လေနော်ပြန်သုံးသပ်ကြည့်ရအောင်ကျွန်တော်အခုသွားနေတဲ့လမ်းစဉ်ကပြန်သုံးသပ်ကြည့်ရအောင်အဲ့ဒီကနေအခုဒီချင်းတွေကိုကျွန်တော်လောက်ရောက်လာကဲဘာကြောင့်ကျွန်တော်ညှိနှိုင်းဆွေးနွေးခြင်းကိုလုပ်ချင်တာအဓိကတစ်ခုရှိတယ်တစ်ခုကချင်းအားလုံးကိုခြုံငုံပြီးတော့ဟုတ်လားချင်းအားလုံးကိုခြုံငုံပြီးတော့ဥဆောင်ပြီးတော့ကျွန်တော်ချင်းပြည်ဘယ်လိုနဲ့တည်ဆောင်ကြမလဲ system တွေဟုတ်လားဒီလိုမျိုး system ကျွန်တော်လိုချင်တယ်ဒီလိုမျိုးလိုချင်တယ်ဆိုပြီးတော့ချင်းအားလုံးကိုခြုံငုံပြီးတော့ပါသွားပြီးတော့ဆွေးနွေးကြမယ်အဲ့ဒီလမ်းကိုရွေးမလားနောက်တစ်လမ်းကချင်းအားလုံးမလိုဘူးကိုလွန်ချင်းတဲ့ဟာလေးရအောင်အဲ့ဒီနှစ်လမ်းရှိတယ်ဆိုတော့2008အခြေခံကိုယူပြီးတော့2008အခြေခံအရနိုင်တဲ့တစ်ခုတော့ကျွန်တော်မြင်လိုက်တာပါလဲဆိုရင်အဲ့ဒီအခြေခံဥပဒေထဲမှာ self administrative zone ဆိုတာရှိ self administrative zone အဲ့ဒီ self administrative zone ကဘယ်သူတွေကရနေတာလဲဝါတွေကရတယ်ကျွန်တော်အနီးနားမှာရှိတယ်နာဂတွေကရတယ်နာဂတွေကဒီစကိုင်းတိုင်းနဲ့အိန္ဒိယကဆက်ဆက်တယ်ဗျာဟိုဘက်ဒီဘက်မှာနာဂတွေရှိတယ်အဲ့ဒီသူတို့နီးစပ်တဲ့အပိုင်းမြန်မာနိုင်ငံအတွင်းမှာရှိတဲ့အပိုင်းကိုသူတို့ကနာဂဟာလား self administrative zone ဒီစစ်တပ်အစိုးရကပေးလိုက်တာအဲ့ဒါဒီလပြည်တဲ့ဒီတရက်အတွင်းမှာသူတို့နေပြည်တော်မှာတွားဆုံကြတယ်သတင်းလည်းထွက်တယ်နော်ထွက်တယ်နဂတွေနဲ့နဂအခုကျွန်တော်တို့ကဒိုင်းသားတနိုင်ငံလုံးဟုတ်လားတနိုင်ငံလုံးကဒီစစ်တပ်ဆိုရအစစ်ဆိုရကကျွန်တော်တွန်းလှန်နေတာနဂတွေကမတွန်းလှန်ဘူးနော်အဲ့အနာကနေမြေမှာအေးစစ်စစ်ဘာမှမဖြစ်ဘူးစစ်တပ်ကလည်းသူတို့ကိုဘာမှမလုပ်ဘူးသူတို့ကလည်းစစ်တပ်ကိုဘာမှမလုပ်အေးစစ်နေကြတာအဲ့ဒါ2008အခြေခံဥပဒေအရသူတို့ကအဲ့တလို့နေကြ
ဆိုတော့အဲ့တလူမျိုးကိုရချင်တဲ့သူဘယ်သူလဲအဲ့ဒါကိုကျွန်တော်တို့ပြန်သုံးသပ်စေချင်တာနော်တက်ပြောလိုက်ရရင်အဲ့တလူမျိုးနာဂလူမျိုးဝါရီလူမျိုး self administrative zone ရချင်တဲ့သူဘယ်သူလဲအခုကျွန်တော်တော်လာရေးထဲမှာအဲ့ဒါကျွန်တော်ချင်းထဲမှာရှိနေဆိုတာတေးချလာပြီ online မှာ statement တော့မထုတ်ဘူးဒါပေမဲ့ comment တွေမှာကျွန်တော်မြင်တွေ့နေရပြီဒီကိစ္စတွေဆိုတော့ကဲကျွန်တော်ချင်းထဲမှာအဖွဲ့တွေထဲကကဲ ZRA က self administrative zone တောင်းမယ် CNO က Falam မြို့နယ်လို့သူတို့ Falam မြို့နယ် CNO ရဲ့နေမြေဆိုပြီးတော့သူတို့ကပြောနေတယ်အဲ့ဒါကိုသူတို့ self administrative zone တောင်းမယ်ကဲဘသူတွေတခြားတွေဘသူပြန်တောင်းအောင်မလဲအဲ့ဒါကစီလုံးချင်းတော့မဟုတ်တော့ဘူးဆိုတာသိချပါပြီကဲနာဂအကြောင်းနည်းနည်းလေးကျွန်တော်အမြင်ပြောတာနော်ဖြစ်ချင်မှလည်းဖြစ်မယ်ဒါပေမဲ့ဖြစ်နိုင်တဲ့အလားအလာကကဲနာဂတွေကအခုကမြန်မာနိုင်ငံအတွင်းမှာ self administrative zone ရပြီအဲ့ဒီ level ကနေဒီထက်ကြီးတာ district ရနိုင်တယ် district ထက်တာမှတချို့နေရာမှာအခုဝတွေက self administrative zone ကပို့သူတို့က district ထက်တာမှသူတို့ကပို့မှ power ရှိတယ်အပေါ်မှာပါအဲ့ဒီထက်အဆင့်မြင့်ဘာကိုရမှာလဲ state ရနိုင်တယ်ပြည်နယ်ရနိုင်တယ်နာဂပြည်နယ်မပေါ်လာနိုင်ဘူးဆိုပြောလို့မရဘူးမြန်မာနိုင်ငံအတွင်းမှာကဲကျွန်တော်ချင်းထဲမှာ self administrative zone ရချင်တဲ့သူရှိတယ်ဆိုသိချလာသိချနေကျွန်တော်အစကတည်းကကျွန်တော်အဲ့တလို့မြင်တော်လှန်ရေးမှာအတူတူမပါချင်ဘူးတကိုဒီမြေဟန်ငါတို့နေနေလာမဝင်နဲ့ကျွန်တော်ချင်းကဲကျွန်တော်ကဇာနက်မျိုးနယ်တဲကကျွန်တော်ကိုယ်တိုင်ကဇာနက်ကနေ CDF ဇာနက်ကျွန်တော်တူထောင် CNO က CS ဇာနက်နေမြေသူတို့မပိုင်ဘူးဇာနက်နေမြေကကျွန်တော်တို့ဘိုးဘွားတွေရဲ့နေမြေ CNO နဲ့မဆိုင်ဘူးကဲဟွာငုံရှိတယ်ဟွာငုံတွေကလည်းကျွန်တော်တို့လိုပဲကျွန်တော်တို့ကဘာကိုတောင်းတာလဲဇာနက်ကပဲဖြစ်ဖြစ်ဟွာငုံကလည်းဖြစ်ကျွန်တော်ဘာအဓိကကျွန်တော်ဘယ်ကိုဥတည်တာလဲချင်းပြည်ဒီကောင်းကောင်းလေးတည်ထောင်နိုင်ဖို့ချင်းပြည်ရဲ့ self determination ကိုကျွန်တော်တို့ဥတည်တယ်ကျွန်တော်တို့အတွက်တေးသေးလေးအတွက် self administrative zone ကျွန်တော်တို့မဥတည်ဘူးဆိုတော့ကျွန်တော်ပြောချင်တယ်နော်အခုကဖြစ်နေတာကကဲသူတို့မှာအဲ့ဒီလမ်းစဉ်ကိုရွေးနေတာဆိုတာတေးချလာပြီဒါဆိုရင်အဲ့ဒါစီလုံးချင်းတော့မဟုတ်တော့ဘူးဆိုတေးချလာနော်ချင်းပူချင်းလန်းဆိုတာတဖြည်းဖြည်းနဲ့ကွဲလာမှာအကြောင်းတွေလှုပ်လာကြပြီအရင်တော့က NCA မှာကြတော့ချင်းဆိုရင်တစ်ဖွဲ့ကချင်းဆိုတဲ့နာမည်တစ်ခုနဲ့ပဲအားလုံးစိုင်းထိုးဖို့ဆိုတဲ့အခြေအနေအခုကြတော့မဟုတ်တော့ဘူး policy ပြောင်းလိုက်ပြီဘယ်ဖွဲ့မဆိုလားပြောမယ်ဟာလားဆိုပြီးတော့ညှိနှိုင်းလာဖြစ်နိုင်မလားမသိဘူးဒါပေမဲ့လိုချင်တာကနာဂလိုမျိုးလိုချင်တာဆိုတိတ်ချလာနော်ကောင်းမလားဆိုတာအဲ့ဒါတော့သုံးသပ်စရာရှိလားပြောတာကတော့ကဲကျွန်တော်တို့ကfederal ချင်းပြည်နယ်ချင်းပြည် federal တည်ထောင်မယ်ကဲကျွန်တော်တို့ຫນွေဦးတော်လှန်ရေးကနေဒီနေ့ထိကျွန်တော်တို့ရဲ့ statement တွေပြန်ကြည့်မယ်တကယ်တော့ကျွန်တော် statement တွေထဲမှာ federal system ပါသလားစဉ်းစားစရာများရှိနော်အဲ့ဒါကြောင့်ကျွန်တော်တို့က federal လမ်းစဉ်ကိုတကယ်တမ်းသွားပါသလားမသွားဘဲနဲ့ federal မလိုဘူးနော်2008အခြေခံအရာအဲ့ဒီ administrative zone စိုင်းထိုးလိုက်မယ်ရနိုင်ရင်ဆိုတော့ကျွန်တော်သွားချင်တဲ့လမ်းစဉ်ကမမှန်တော့ဘူးနော်မမှန်တော့ဘူးချင်းအားလုံးအတွက် self determination မဟုတ်တော့ဘူးဆိုတော့သိချလာနော်ကြားလိုက်ပါဖြစ်လာမယ်နော်ဘာဖြစ်လာမလဲ
ဝန်နေကြတယ်ဖြစ်လာနိုင်နော်စီလုံးချင်းတွေမဟုတ်လာတော့နော်ကွဲပြားခြင်းတွေဖြစ်လာတော့ကဲခမရတို့မပိုင်လဲခမရတို့မပိုင်လဲဘာဖြစ်လဲဆိုတဲ့သဘောမျိုးဖြစ်လာနော်အခုကျွန်တော်ချင်းလို့ပြောလိုက်တဲ့ခါမှာကျွန်တော်ကမြင်ညာလိုက်တယ်ကျွန်တော်ကကဲချင်းဆိုဟိုးမြောက်ပိုင်းမှာ northern မှာရှိတဲ့ဇုံမီတွေစီဆောင်တွေအားလုံးကိုကျွန်တော်မြင်တယ်ကျွန်တော်အလေပိုင်းမှာရှိတဲ့ဟာလားဖလာမ်တွေဇာညက်တွေခွာလ်စီမ်တွေအားလုံးမြင်နေဟာလားဟိုအခလေပိုင်းမှာရှိတဲ့ဟာခါစကားတွေဟာခါလိုင်မီအားလုံးကျွန်တော်မြင်တယ်ဟိုတောင်ပိုင်းကနေအားလုံးကိုမြင်တယ်မာရာတွေလည်းအားလုံးကျွန်တော်အဲ့တလို့မြင်လိုက်တယ်ဒါပေမဲ့အဲ့တလို့ကျွန်တော်ကမစင်းစားတော့ပဲနေကိုနေမြင်လေးကောင်းကျိုးကိုအဖွဲ့အစည်းလေးကောင်းကျိုးအတွက်ဆိုပြီးတော့2008အခြေခံကိုဟလာအတကုံကင်ပြီးတော့စိုင်းထိုးလိုက်မယ်ဆိုရင်တော့ကျွန်တော်ဘောင်နေစီးတွေချပြီးရင်အဲ့ဒီစီးတွေဘောင်တွေကိုကျွန်တော်ပြန်ဖြတ်ဖို့ဆိုတော့လွယ်တော့မှာပေါ့ဆိုတော့တိတ်ချပြီကျွန်တော်ချင်းတွေကဟိုးချင်းလို့ပြောရရင်ပေါ့ဟိုးတော့ကကျွန်တော်ဘူဘွားခက်တော့ကဆိုရင် British ကကျွန်တော်တို့ကိုမအုပ်ချုပ်ခင်မှာကျွန်တော်တို့ကလွတ်လွတ်လပ်လပ်နေခဲ့တဲ့အမျိုးတွေပါနော်အမျိုးတွေပါ British ကကျွန်တော်တို့ကိုဘာလုပ်လိုက်လဲတချို့ကိုအိန္ဒိယထဲမှာထည့်လိုက်တယ်တချို့ကိုဟိုမှာချီတကုံ hill track ကိုဘက်ကိုဟာလာဘင်္ဂလားဒေ့ရှ်ကိုထည့်လိုက်တယ်တချို့ကိုကျွန်တော်တို့ကိုအိန္ဒိယကိုထည့်လိုက်တာအဲ့ဒီစီ3နိုင်ငံ3ခုထဲမှာကျွန်တော်ကိုဒီလိုလုပ်လိုက်တော့ပြန်ဆုံဖို့တအားခက်ပြီအဲ့ဒီ movement တော့အခုတော့ရှိနေသေးတယ် Zoro movement Zoro reunification ဆိုပြီးတော့စူးစမ်းနေတယ်ကောင်းတော့ကောင်းတယ်တအားခက်တယ်ဖြစ်နိုင်မလား I don't know နော်အားလုံးကပါဝင်မှဖြစ်နိုင်တဲ့ကိစ္စတွေဆိုတော့ကျွန်တော်ထဲမှာအခုကဲချင်းထဲမှာ set administrative zone တတ်ယူကြမယ်ပြန်ဆုံးမလား not very likely စီလုံးချင်းနေအားဆိုတာကတော့တော်တော်လေးနော်ပြန်သုံးသပ်ဆရာရှိလာပါဆိုတော့ကျွန်တော်အနေနဲ့အားမပေးဘူးနော်ကျွန်တော်ချင်းထဲမှာတတ် self administrative zone မလို့ဘူးမဖြစ်သင့်ဘူးနော်ကျွန်တော်တို့ထက်ကြီးတဲ့လူမျိုးကဖြစ်နေမီကဖြစ်ညာပြီးကြီးပြီးဟလာပုံအားရှိတဲ့သူတွေနဲ့ကျွန်တော်ပြန်ရှင်တဲ့အခါကျွန်တော်တို့ကဘယ်လိုနဲ့မှနိုင်မှာလက်တော့ကျွန်တော်တို့ရဲ့ဟလာအဖွဲ့အစည်းလေးဟိုကကောင်းကျိုးလေးဟိုကလေးအတွက်ဆိုတော့ဒါတော့တပိုင်းဒါပေမဲ့ရေရှည်အတွက်ရောတမျိုးသားလုံးအတွက်ရောကျွန်တော်သုံးသက်စေခြင်းနော်သုံးသက်စေခြင်းတကယ်တော့ကျွန်တော်စိုင်းထိုးတော့မယ်ဆိုရင်စိုင်းထိုးတာကျွန်တော် number 1အားမပေးဘူးအဲ့ဒီမတိုင်ခင်မှာခုနကျွန်တော်ဆရာဆုံးဆောင်ပြောတယ်လို့ကျွန်တော်ကဲဒီချင်းလန်အစိုးရတည်ထောင်ဖို့ဆိုကျွန်တော် constitution ဘယ်လိုမျိုးလိုချင်တာလဲမဟုတ်ဘူးလား federal system ဘယ်လိုမျိုးလိုချင်တာလဲ judiciary system ဘယ်လိုလုပ်ချင် legislative system ဘယ်လိုလုပ်မလဲပြည်ရင်မြို့အုပ်ချုပ်ရေးကြေးရွာအုပ်ချုပ်အဲ့ဒီအုပ်ချုပ်ရေးကျွန်တော်ကောင်းကျွန်တော်မ ready မရှိဘဲနဲ့ဗာပြောမှာဟိုကနေချလိုက်တဲ့ဟာနည်းနည်းလေးပေးလိုက်တာဟာလားလက်ခံယုံနဲ့အဲ့တလုံးနဲ့ပဲပြောတော့မှာနော်နည်းနည်းပြန်နည်းနည်းကျွန်တော်အပြင်ကိုကျွန်တော်နည်းနည်းတွားလိုက်ပြောချင်တာကဲကနေဒါမှာကျွန်တော်တို့အရင်ကကျွန်တော်ပြောတော့တယ်ကနေဒါမှာဒါနဲ့ဒိုင်းရင်သားတွေဒီအဖြူတွေနဲ့ကြားမှာတို့ကစာချုပ်အများကြီးချုပ်ဆိုခဲ့treaties လို့ခေါ်တော့သူတို့က treaties အဲ့ဒီ treaties အရာဟိုဘာဖြစ်သွားလဲဆိုရင်အဲ့ဒီ treaties အရာဒီဌာနေဒိုင်းရင်သားတွေကသူတို့ကနေမြေ land ဟာလားနေမြေကို federal ကိုသူတို့အပ်လိုက်တာအဖြူတွေကိုအပ်လိုက်တာအပ်လိုက်ပြီးတော့သူတို့မှာနေမြေမရှိတော့ဘူးဒါပေမဲ့လက်တော်လို့တဲ့သူတို့ကဘာလို့ပေးလိုက်လဲကဲခင်ဗျားတို့ဒီလိုလုပ်ပေးလိုက်ရင်ငါတို့ကခင်ဗျားတို့ကိုဒီလိုမျိုးဟာလားဒီဟာလေးလုပ်ပေးမယ်ပိုက်ဆံမလားလုပ်ပေးမယ်ဒီလို welfare system နေဒီလိုဒါလုပ်ပေးမယ် education နဲ့ healthcare မှာဒါလုပ်ပေးမယ်အဓိကဘာဖြစ်သွားတယ် land သူတို့မှာ land မရှိတော့
အဲ့လိုမျိုးပုံစံကျွန်တော်မြန်မာနိုင်ငံမှာလည်းကျွန်တော်တို့ကဌာနေတိုင်းသားတွေကျွန်တော်လင်းပျောက်သွားနိုင်တယ်ပေါ့လင်းပျောက်သွားရင်လူကမြန်မာတွန်းနေတော့နော်โอเคကနေဒါမှာ native တွေရှိတယ်လူတော့ရှိတယ်တို့မှာ land မရှိဘူး land မရှိတော့အခုကျွန်တော်မြန်မာနိုင်ငံမှာကျွန်တော်ချင်းတွေဟလာ land mate land mate တွေကျွန်တော်ဖြစ်နိုင်တယ်နော်ဖြစ်လာနိုင်တယ်ကျွန်တော်မစီလုံးဘူးဆိုရင် land mate တွေဖြစ်လာနိုင်တယ်အဲကြောင့်ကျွန်တော်အနေနဲ့ဒီလက်မရေးထိုးဖို့အတွက်ကျွန်တော် ready မဖြစ်သေးဘူးနော် ready မဖြစ်သေးဘူးအဲ့ဒီမတိုင်ခင်မှာကဲပြောနေတာပဲလေမီဇိုရမ်အစိုးရကိုယ်တိုင်ကကျွန်တော်တို့ကလုပ်ပေးနေတယ်ကဲအတစ်တစ်ဖန်ကျွန်တော်တို့ပြန်ဆောင်ကြဖို့အတွက်ဆိုပြီးသူတို့က constitution ကျွန်တော်ကိုဆွဲပေးတယ် CNC new version of CNC Chin National Council ပြန်အဲ့ဒီမှာကျွန်တော်စုံကြရအောင်ထိုးချင်ကြဘူးခုထိကျွန်တော်သိနိုင်တဲ့လောက်ဆိုကျွန်တော် Chin National Council ဘက်ကနေ ready ပဲဟိုတစ်ဖွဲ့တယ်မ ready ဘူးဆိုတော့ကျွန်တော်နားနေတက်လောက်အဲ့လိုဖြစ်နေအဲ့ဒီရမှာမလုပ်လိုက်ရဲသူတို့ကကဲဟိုမှာတယ်လီမှာသွားဆုံပြီးတော့ဟာလားဆွေးနေကြပြီဆိုတဲ့ခါကျတော့ oh my god oh my god လို့ပဲပြောရအောင်ဆိုတော့ဘာဖြစ်ကျွန်တော်နော်မီးမလောင်ခင်မှာဟာလားမီးမလောင်ခင်မှာတားလို့ရတယ်တားကြတာပေါ့ဟာလားမပြက်ခင်မှာကျွန်တော်တားလို့ရတယ်ရှောင်လို့ရတယ်ရှောင်ကြံကောင်းတာပဲနော်အဲကြောင့်ဟုတ်တယ်ကျွန်တော်အဲ့ဒါကိုကျွန်တော်အားပေးချင်ပါတယ်ကိုယ့်ရဲ့အဖွဲ့အစည်းတစ်ခုရဲ့စီးပွားရေးအတွက်ယက်တီရေးအတွက်အဲ့ဒါလားတမျိုးသားလုံးအတွက်တနိုင်ငံလုံးအတွက်ပဲဟာရေးကြည့်တာလေဟာလားကဲပြောတော့လို့ပဲဒီ2008အခြေခံဥပဒေကြီးကိုကျွန်တော်တို့ကလက်ခံပြီးတော့လုပ်လိုက်ရင်ဆက်လက်ပြီးတော့ဘာဖြစ်လာမလဲဒီ2008အခြေခံကြီးကိုကျွန်တော်ကဲခင်ဗျားတို့ဆွေးနွေးမဆွေးနွေးဒီ2008အခြေခံအရာလာမဆွေးနွေးနဲ့လို့ပြောနိုင်တဲ့အခြေအနေများရှိနိုင်မလားသုံးသပ်စရာကြီးပါနော်โอเคအဲ့လောက်ပါဟုတ်ကဲ့လေကောပါလိရှိမြင်ပေးရှင်နေသုံးသပ်သွားတာတော်တော်လေးကောင်းပါတယ်ခုနပြောသလိုပဲကျွန်တော်တို့ဒီမာလာအိန္ဒိယခီးစဉ်လာသွားတဲ့နောက်ပိုင်းမှာမာလာကိုယ်စားလှယ်တွေမီဇိုရမ်ထိသူတို့ရောက်လာတဲ့ချိန်မှာဒီမီဇိုရမ်တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေဆွေးနွေးသူတို့တွေ့တယ် advocacy team နဲ့လည်းသူတို့တွေ့ကြတယ်တွေ့တဲ့အခါမှာလည်းကျွန်တော်တို့ Chilean Council ကျွန်တော်တို့ CNF လူကြီးတွေကိုဒါသူတို့နဲ့တွေ့ဆုံဆွေးနွေးဖို့ရန်အတွက်ရဝင်ညှိနှိုင်းပေးဖို့ရန်အတွက်သူတို့တောင်းဆိုတယ်တကယ်လို့အဲ့ဒါကိုအဆင်ပြေမယ်ဆိုရင်ဒါသူတို့ဖြစ်ချင်တာသူတို့လိုချင်တဲ့ဟာတွေအားလုံးသူတို့အကုန်လုံးလုပ်ပေးမယ်ဆိုပြီးမှသူတို့စကားကမ်းလှမ်းတာလည်းရှိတာပဲဒါပေမဲ့2008ခြေဥအောက်ထဲမှာကျွန်တော်တို့ပြန်ဝင်ရမယ့်အဖြစ်မျိုးကိုကျွန်တော်တို့လုံးဝလက်မခံဘူးတစ်လုံးစစ်အာဏာရှင်လွှတ်တော်ထဲမှာ uniform နဲ့တကားကားရက်တည်နေရမယ့်2008ဖွဲ့စည်းပုံအောက်မှာကျွန်တော်တို့ဆက်သွားမယ်ဆိုတော့ဒီကျွန်တော်တို့ຫນွေဥတော်လှိုင်းကြီးကျွန်တော်ဘာလုပ်နေစရာလိုတော့မလဲနော်အဲ့ဒါကိုကျွန်တော်တို့ကောင်းကောင်းသိဖို့လိုတယ်အဲကြောင့်ကျွန်တော်တို့တွေးဆုံဆွေးနွေးဖို့ရန်အတွက်ကျွန်တော်တို့K3C ပဲဖြစ်ဖြစ်အခု SCF မှာပဲဖြစ်ဖြစ်ဘုံသဘောထားထုတ်ပြန်ချက်6ရက်ရှိတယ်အဲ့ဒါထဲမှာအဲ့မတော့ဟာဒီနိုင်ငံရေးတဲ့နေမှာပြီးတက်သူတို့ဟာထွက်ခွာရမယ်လုံးဝသူတို့နဲ့မဆိုင်ဘူးနိုင်ငံရေးနဲ့တန်2008ချီဥကိုကျွန်တော်တို့ဖြစ်သိမ်းပြီးမှကျွန်တော်တို့အများပြည်သူလူလားတောင်းတတဲ့ Federal Democracy Constitution ကိုကျွန်တော်တို့ရေးဆွဲနိုင်ရမယ်ဒါတွေကိုသူတို့လက်မခံနေသူရဲ့ဒါကျွန်တော်တို့ငင်းချိုင်းလမ်းကြောင်းမှာသူတို့နဲ့စကားပြောစရာအကြောင်းလုံးဝမရှိဘူးဆိုတာကိုကျွန်တော်အနေနဲ့ပြောကြားချင်တယ်ပြီးတော့ကျွန်တော်တို့မအားလာကတော့ဘယ်အဖွဲ့အစည်းသွားအကုန်လက်ခံပါပဲကျွန်တော်လက်ရှိတော်လိုင်းအင်အားတွေတစ်ဖွဲ့အင်အားရော့သွားသူတို့ကတော့အကုန်လုံးကျွန်တော်တို့ကိုတတ်ရှူသွေးခွဲ divide and rule စနစ်ကိုအစင်ဆက်သူတို့သုံးလာခဲ့ကြတာကျွန်တော်တို့အားလုံးအသိဖြစ်တယ်အဲ့ဒါတွေကိုသတိဝရိယထားပြီးမှဒီအချိန်ကကျွန်တော်တို့သူတို့နဲ့တွေ့ဆုံတင်သလားမတင်ဘူးလားဆိုတာကိုတေချာစဉ်းစားသုံးသပ်ပြီးမှကျွန်တော်သွားဖို့ရန်အတွက်အင်မတန်မှအရေးကြီးတယ် sorry ကျွန်တော်တို့တော်လှန်လုပ်တဲ့ခါမှာကျွန်တော်တို့ရဲ့
လမ်းစဉ်ကပြည်သူလူထုရဲ့စံတနဲ့ကိုက်ညီရလားဆိုတာကိုကျွန်တော်တို့အမြဲတမ်းသုံးသပ်စင်စင်ဖို့ရန်အတွက်အမတန်မှအရေးကြီးတယ်ဆိုတာကိုဖြစ်စွပြောကြားခြင်းနဲ့ခုချိန်မှာတော့ညီငယ်မနာကိုခဏအချိန်ပေးအောင်နော်ဟုတ်ကဲ့ပါဒီတစ်ခါကျွန်တော်ကျဲဆိုတဲ့ချင်းလေးအဖြစ်ပါဝင်ချင်ပါတယ် sorry ပြေတွေရောက်လို့မလာခင်မုန်တိုင်းတွေကြော်ဖြတ်ရအောင်မယ်မောင်ရံတွေကြီးဆိုပြီးသွားရင်နေရောင်တွေပြန်လက်သွားမယ်အကားကွယ်ရမရှိရဲ့ဘဝမှာSunny bello chimle Now the chain I got to drink Causa buia Diluri lo shelichi A chudri in the piano I don't cheat The chudri yam so I don't cheat The chudri mau ya nuire lam shao kebi Maya yaအောင်မြင်ပြီးရှောင်းနေတွေနဲ့ချိန်တဲ့တို့လေးပြလုံးနိုင်ရလားဒီချက်လေးတွေချွေလို့ချိန်တဲ့တို့လေးပြလုံးရလားအနာဂတ်တွေဟာမတိချတော့ပါဒီတိုက်ပွဲမှာငါတို့ဟာအသွေးနဲ့အသားကိုပုံအထား Shalom yalla 家里呢，现当开家的，那情感有什么呢？那路里也在背，用来你的，需要你也面是三路大坡，你无爱也熬背。ချူတွေအိမ်မပြန်နိုင်တော့ချီချူတွေပြန်ဆုံးနိုင်တော့ချီချူတွေမောင်ရံတွေတဲ့လမ်းဖြောင်းခဲ့ပြီတနေ့မှရာရာအောင်မြင်ပြီရောင်နေတွေနဲ့ချီတကယ်ပဲတင်တို့လိတ်ချလုံးနိုင်မလားဒီချယ်လေးတွေချွေလို့ချိန်တင်တို့လိတ်ချလုံးရလားအနာဂတ်တွေဟာမတိချတော့ပါဒီတိုက်ပွဲမှာငါတို့ဟာအသွေးနဲ့သားကိုပုံအထားတဲ့တို့တွေတကယ်လိပ်ချလုံးရလားလိပ်ချီတွေရောက်လို့မလာခင်မုန်တိုင်းတွေချော်ဖြတ်ရအောင်
ကြီးစိုးပြီးသွားရင်နေအောင်တွေပြန်လက်သွားမယ်အကားွယ်ရမရှိတဲ့ဘဝမှာကြီးစားတွေဘယ်လိုချင်လဲနောက်တစ်ချိန်ကကတ်တူတွင်ကောင်းစားဖို့ရာဒီလိုတွေလုံးရလေးချီကျေးဇူးတင်ပါတယ်လက်ခေါ်ပါလေးချီးမြှင့်ပေးချင်ပါတယ်ညီငယ်မနာဆိုသွားသလိုပဲပေါ့နော်ကျွန်တော်တို့ဒီຫນွေဦးတော်လိုင်းရေးမှာကျွန်တော်တို့ရဲ့ကျွေလွင်သွားတဲ့ကျယ်လေးတွေဟာအင်မတန်မှမြတ်ပြခဲ့ပါပြီကျွန်တော်တို့ရဲ့လူငယ်တွေမြို့ချစ်သူရဲ့ကောင်းနေအသက်သွေးချွေးပေါင်းမြောက်များစွာတိုင်းပြည်နယ်လူမျိုးတွေပေးဆက်သွားခဲ့ကြပြီသူတို့ဝိညာဉ်တွေကိုကျွန်တော်တို့ထောက်ရှုပြီးမှကျွန်တော်တို့လိပ်ပြတန်းတန်းနဲ့ကျွန်တော်တို့အမိချင်းပြည်ကြီးကိုကျွန်တော်တို့ပြန်လဲအခြေချနိုင်ဖို့ရန်အတွက်ကျွန်တော်တို့ဟာသတိဝရိယထားပြီးမှကျွန်တော်တို့လှုပ်တဲ့အရာတိုင်းဟာကျွန်တော်တို့တေချာလေးကျွန်တော်တို့ရဲ့မြို့မိမြို့ဖတွေကျွန်တော်တို့ရဲ့မိဘပြည်သူတွေရဲ့စိတ်သဘောထားနဲ့ကိုက်ညီရဲ့လားကျွန်တော်တို့လမ်းကြောင်းသွားနေတဲ့အစမှကျွန်တော်တို့ကြွေးကြော်သလိုပဲပြည်သူအာဏာပြည်သူလက်ထဲပြန်အပ်ရေးကျွန်တော်တို့ပြည်သူလူထုတိုက်ပွဲကိုဆင်နွှဲကြတဲ့လမ်းကြောင်းကိုကျွန်တော်တို့မလွဲဖို့ရန်အတွက်အင်မတန်မှအရေးကြီးတယ်ဆိုတာကိုပြောကြားချင်တယ်အခုချိန်မှာတော့ကျွန်တော်တို့အစီအစဉ်လဲတော်တော်လေးသွားနေပြီကျွန်တော်တို့မေးခွန်းအပြင်ကျွန်တော်တို့ဒီပြောစရာလေးတွေလည်းကြံကောင်းကြံခဲနိုင်တယ်ဒီကုန်းချုပ်အမှားစကားနဲ့အတူခုချိန်မှာအနေငယ်ပြက်လက်ပြီးမှပြောကြားပေးဖို့ရန်အတွက်စလိုက်ထန်းတဲ့ကိုဆက်လက်ပြီးမှအချိန်ပေးသွားချင်ပါတယ်ကျွန်တော်တို့ရဲ့အစီအစဉ်လေးကိုလည်း like and share ဖြင့်ပူပေါင်းပါဝင်ပေးကြဖို့ရန်အတွက်တိုက်တွန်းလိုပါတယ်ပထမတဲ့ကိုဆက်လက်ပြီးမှချိန်ပေးအောင်နော်ကျေးဇူးတင်ပါတယ်ခုနကိုမနာဆိုတော့တဲ့လိပ်ပြလုံးရဲ့လားဆိုတာစိတ်ထဲမှာတအားကြံနေပါတယ်တကယ်ပါကျွန်တော်ဒေါ်လာရေးမှာဒါမကကျွန်တော်နေစဉ်တက်တာမှာသူများနဲ့ကိုချားမှာအဖွဲ့အစည်းမှာကျွန်တော်ခရိယန်နေဆိုရင်တောင်မှဝင်နေပြီနော်လိပ်ပြလုံးရဲ့လားကျွန်တော်ခရိယန်မှာကျတော့လိပ်ပြဆက်စကလုံးမသုံးဘူးကျွန်တော်ဝိညာဉ်လုံးရဲ့လားပေါ့ဟုတ်လားခင်ဗျာရလမှုဝိညာဉ်လုံးရဲ့လားနော်ကျွန်တော်ဒီဒေါ်လာရေးမှာလူဘယ်နှယောက်အသက်ရှုံးပြီလဲကျွန်တော်2023တုန်းကအိန္ဒိယနယ်စပ်ကိုကျွန်တော်သွားပြီးတော့ကျွန်တော် CDF conference လုပ်ခဲ့တယ်ကျွန်တော်မျိုးတွေတက်အဲ့ဒီမှာကျွန်တော်ရဲဘော်တွေနဲ့ဆုံးပြီးတော့ကျွန်တော် conference ပြီးတော့ကျွန်တော်ပြန်ရတော့မယ်ချင်းကြတာကျွန်တော်မျက်ရည်ကျွန်တော်မထိနိုင်ခဲ့တအားစိတ်တအားထိခံစားမိတယ်။ဒီအရွယ်လေးတွေနဲ့လက်နဲ့ကန်ရပါသလား။နော်သူတို့အရွယ်တုန်းကဆိုကျွန်တော်ကလက်နဲ့ဆိုတာနော်လုံးဝကြောက်ကိုကြောက်တာမြင်ကိုမမြင်ဘူးနော်ထိတော့မထိတော့မထိနော်ဇလမ်းမှာပဲမြင်တာပေါ့လေဒါပေမဲ့ငယ်ရွယ်နဲ့လက်နဲ့လေးနဲ့ဆိုတော့ကြောက်တော့စိတ်ထဲမှာတအားခံစားမှုဒီလိုပဲဖြစ်ရသလားကျွန်တော်ကဲကျွန်တော်အမျိုးအတွက်တိုင်းပြည်အတွက်ချင်းတစ်မျိုးချင်းပြည်အားလုံးအတွက်ကျွန်တော်လိပ်ပြစိတ်သက်လုံးပါရဲ့လားနော်ဒါရေးကြည့်ပါတယ်နော်အဲကြောင့်ကျွန်တော်အားပေးချင်ပါတယ်ဆက်လက်ပြီးတော့ဥဆောင်တဲ့သူတွေတန်နိုင်သလားဥဆောင်ကြရအောင်ပံပိုးတဲ့သူတွေဆက်ပြီးတော့ပံပိုးကြရအောင်အလုပ်တာဝန်ကျတဲ့သူတွေကိုအလုပ်ကိုတန်နိုင်သလားနော်တာဝန်ကြီးပွန်စွာလိပ်ပြလို့လုပ်ကြရနော်ကျွန်တော်ခရိယန်ဖြစ်တဲ့အတွက်နည်းနည်းခရိယန်နေနဲ့အားပေးခြင်းအဲ့ဒါပါလဲဆိုရင်ဥမာတမန်ကျမ်းစာမှာရှိတယ်လောတအကြောင်းလေးတွေပြောလိုက်ခြင်းလောတလူကောင်းတော့မဟုတ်
ဒါပေမဲ့အာဗြဟံရဲ့ဆွေမျိုးဖြစ်တဲ့အခါကျတော့ဘုရားကလောတနေခဲ့တဲ့မြို့ကြီးစောဒမဂုမရာကိုဖြစ်စည်းတော့မယ်ဆိုပြီးတော့အာဗြဟံကိုပြောတဲ့အခါမှာအာဗြဟံကပြောတယ်လူ90လောက်လူကောင်းရှင်ရောခမရအားလုံးကိုခမရတက်ဖြတ်ရမလားဖြစ်စည်းလိုက်ရမလားမလုပ်ဘူးတဲ့50 40 30 20နောက်ဆုံး10အထိအာဗြဟံကတောင်းခဲ့တယ်ဘာပြောလဲတောင်းကြတမန်ဒီကအာဗြဟံကိုဘာပြောလိုက်လဲလူ10ယောက်လူကောင်းရှင်တောင်မှမဖြစ်စည်းဘူးဒါဆိုလူမကောင်းမ2ယောက်ရှိမလဲတောင်းတင်ရှိမှာပေါ့နော်အဲ့ဒီထဲမှာလူ10ယောက်အကောင်းရှင်မဖြစ်စည်းဘူးတဲ့အဲ့ဒါဝိညာဉ်ရေးပါကျွန်တော်ခရစ်ယာန်ကြီးကျွန်တော်တော်လာရေးမှာလည်းပဲနော်အဖွဲ့အစည်းမှာလည်းပဲလူကောင်းနည်းနည်းလေးဟလာရှိရင်တောင်မှအဲ့ဒီသူတို့ရဲ့ကောင်းကျိုးကျွန်တော်ခံစားရတယ်နော်နော်မိသားစုမှာတောင်မှမိခင်ဖခင်တယောက်2ယောက်4ရဲ့ဥဆောင်မှုလုပ်ကျွေးမှုနဲ့ကျွန်တော်အကျိုးခံစားရတယ်နော်နိုင်ငံရေးမှာတောင်မှလူကောင်း1ယောက်2ယောက်ဥဆောင်တဲ့သူ1ယောက်2ယောက်ကောင်းရင်သူတို့ရဲ့အကျိုးခံစားရတယ်နော်ဒီတော့ကျွန်တော်ခမညာလက်ပြလုံးလုံးနဲ့အဲ့ဒီလူကောင်းဖြစ်ပါသလားရေးကြည့်ပါတယ်ဆိုတော့ကျွန်တော်အပေးချင်ပါတယ်နော်ဒီတော့ကျွန်တော်ဆက်လက်ပြီးတော့ဘယ်လိုဖြစ်လာမလဲကျွန်တော်မသိဘူးဒါပဲဖြစ်နော်ကျွန်တော်အခြေအနေကတော့ပြင်နိုင်ဖို့အခြေအနေတော့မရောက်သေးဘူးဆိုတော့သိချပါနော် SEF နဲ့ဒရင်သားတွေဖွဲ့စည်းတွေစုံကြတယ်ဟုတ်လားပြင်နိုင်တာပြီးအဖြစ်ရှိနေကျွန်တော် Federal နိုင်ငံတည်ထောင်ဖို့ကတေချာတာတော့2008အခြေခံဥပဒေအရ Federal နိုင်ငံကြီးကျွန်တော်လိုချင်တဲ့ပုံစံတော့ထွက်လာမှာတော့မဟုတ်ဘူးဆိုတာတေချာပါပြီဆိုတော့ကျွန်တော်ဘယ်လိုမျိုးတော့ဆက်ပြီးတော့ပေါင်းကြမှာလဲနော်ကျွန်တော်တို့မလုပ်ဘူးဆိုဘယ်သူကလုပ်မှာဟလာဆက်လက်ပြီးတော့ကျွန်တော်နောက်မှာပေါ်လာဖြစ်လာမယ်လူဖြစ်လာမယ်ကျွန်တော်ဟလာလူငယ်ရွယ်တွေအတွက်ဘယ်လိုမျိုးအနာကကျွန်တော်ထားပေးခဲ့စေချင်ပါတယ်ကိုရဲ့လိပ်ပြလုံးပါတလားခမရရဲ့လိပ်ပြလုံးပါတလားခမရရဲ့ဝိညာဉ်လုံးပါတလားအဲ့လိုတော့ကျွန်တော်ဆုံးသက်ချင်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့အခုလိုညီကုန်းချုံမစကားတူလေးနဲ့ပြောပြပေးသွားတာဟိမတန်မှကျေးဇူးတင်တယ်ခုနကျွန်တော်တို့သုံးသပ်သွားသလိုပဲပေါ့နော်ဒါကျွန်တော်တို့ဒီအာနာရှင်တွေဆိုတာကတော့သူတို့လိုချင်တဲ့အတိုင်းတာသူတို့အသာစီးကနေမှရမှသာလင်ဒါကျွန်တော်တို့ငြိမ်းချမ်းလမ်းကြောင်းကိုသူတို့ကခေါ်သွားမှဖြစ်တယ်သူတို့နှစ်ဖားကျိုးထိုးဝေးမှသူတို့ကျိုးဆွဲရကနိုင်တဲ့သူတွေပဲသူတို့ကခေါ်သွားမှဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဘက်ကနေမှအခိုင်အမာယက်တီဖို့ရန်အတွက်အမတန်မှအရေးကြီးတယ်ဆိုတာကိုပြောကြားခြင်းနဲ့ဒီကနေ့ညမှာအခုလိုကျွန်တော်တို့ရဲ့ဖိတ်ကြားမှုပေါ်မှာလေထားပြီးမှအခုလိုကျွန်တော်တို့နဲ့အတူပူပေါင်းပါဝင်ပေးတဲ့စလိုက်သန်းတဲ့ပေါ်မှာလည်းထူပဲကျေးဇူးတင်နေညီငယ်မလားလဲအခုချိန်ထိကျွန်တော်တို့နဲ့အတူအမြဲတမ်းပူပေါင်းပါဝင်ပေးတဲ့ပေါ်မှာထူပဲကျေးဇူးတင်ကြောင်းပြောကြားလိုတယ်ပြီးတော့ကျွန်တော်တို့ຫນွေဦးတော်လှန်ရေးကြီးမရမနာအောင်တစဉ်တစိုက်မနဲ့ထောက်ပို့အင်အားပိုင်းဆိုင်ရာမှာပူပေါင်းပါဝင်ပေးကြတယ်ကျွန်တော်မိဘပြည်သူရောက်တိုင်းကိုလည်းကျေးဇူးတင်ကြောင်းပြောကြားခြင်းနဲ့ကျွန်တော်တို့ရဲ့အစီအစဉ်ကိုလည်း like and share ဖြင့်ပူပေါင်းပါဝင်ပေးကြတဲ့ညီကိုမောင်နှမရောက်တိုင်းကိုလည်းကျေးဇူးတင်ကြောင်းပြောကြားလိုတယ်နောက်ဆုံးစကားအနေနဲ့ကျွန်တော်ပြောချင်တာလေးတစ်ခုရှိတယ်အားလုံးကျွန်တော်တို့တရှိနားလည်ဖို့ရန်အတွက်အမတန်မှအရေးကြီးပါတယ်ကျွန်တော်တို့ຫນွေဦးတော်လှန်ရေးကြီးအခုလိုကျွန်တော်တို့ဆင်နွှဲနေတာဟာမျိုးနွယ်စုတော်လှန်ရေးကျွန်တော်လုပ်နေတာမဟုတ်ပါဘူးချင်းအမျိုးသားတော်လှန်ရေးကိုကျွန်တော်တို့ဆင်နွှဲနေတာပါကျွန်တော်တို့လမ်းကြောင်းမမှားဖို့ရန်အတွက်အမတန်မှအရေးကြီးပါတယ်မျိုးနွယ်စုလေးကိုကျွန်တော်တို့အစွဲထားပြီးမှကိုယ့်ရဲ့မျိုးနွယ်စုအားကောင်းရေးကိုပဲကျွန်တော်တို့ရှေ့ဆက်ပြီးမှတွားနေရင်တော့ကျွန်တော်တို့ချင်းမျိုးသားတော်လှန်ရေးကိုလမ်းကြောင်းလွဲသွားနိုင်တယ်ဆိုတာကိုပြောကြားခြင်းနဲ့ကျွန်တော်ချင်းတစ်မျိုးသားလုံးလွဲမြောက်ပြီးမှကျွန်တော်တို့မျိုးနွယ်စုရဲ့အခန်းကဏ္ဍတွေကိုကျွန်တော်တို့step by step ကျွန်တော်တို့ဟာတွားရမှာဖြစ်ပါတယ်။ဒါကျွန်တော်ပထမဦးစားပေးလုပ်ရမယ့်အလုပ်ရှိသလိုနောက်မှဖြစ်လာမယ့်ကျွန်တော်တို့ရဲ့မြို့နယ်လေးတွေကျွန်တော်တို့ရဲ့ဒေသလေးတွေကျွန်တော်တို့ရဲ့မြို့နယ်စုလေးတွေခန်းစားခွင့်ရပိုင်ခွင့်ဒါတွေကိုကျွန်တော်တို့နောက်လူချင်းတဲ့ပန်းတိုင်ကိုရောက်လာပြီးမှအဆင့်ဆင့်ကျွန်တော်တို့အကောင့်ထဲပေါ်ရမယ့်အရာတွေကိုကျွန်တော်တို့ခွဲခြားသုံးသပ်နိုင်ဖို့ရန်အတွက်ကျွန်တော်အနေနဲ့ဒီကနေ့ညမှာတိုက်တွန်းလို့တယ်အဲဒါကြောင့်ကျွန်တော်တို့ချင်းမျိုးသားတော်လှန်ရေးကိုပဲကျွန်တော်တို့ပထမဦးစားပေးပြီးမှအားလုံးသွားနိုင်
ကြဖို့ရန်အတွက်တိုက်တွန်းနေပဲဒီကနေ့ညကျွန်တော်တို့ရဲ့ live season ကိုပြီးဆုံးကြောင်းကြေညာပါတယ်အားလုံးကိုနှုတ်ခွန်းဆက်ပါတယ်